ကျမတို့ရဲ့အငယ်ဆုံးညီမလေးကဘာမှမသိသလိုဟန်ဆောင်ရင်းအမျိုးသား၃ဦးကိုလှည့်ဖျားပြီးအရားခံခဲ့တယ်ပိုဆိုးတာကသူတို့၃ဦးစလုံးကိုကျမနဲ့ဒုတိယညီမလေးရဲ့နာမည်တွေကိုသုံးခဲ့တာပဲအခုတော့အဲ့ဒီအမျိုးသား၃ဦးကလက်ထပ်တောင်းရမ်းဖို့ရောက်လာကြတယ်အဖေနဲ့အမေကလည်းကိစ္စကိုငြိမ်ငြိမ်သက်သက်ပြီးပြက်စေချင်တာနဲ့သမီး၃ယောက်တယောက်စီယူကြဖို့အကြံပြုကြတယ်ဒီရှုပ်ထွေးတာအပြင်ပြန့်သွားရင်ကျမတို့မိခါဘယ်မှာရှိတော့မှာလဲဟင်ဒါမှမဟုတ်လဲမင်းတို့ညီမလေးရဲ့ရွေးချယ်မှုကမစိုးပါဘူးအဲ့ဒီအမျိုးသား၃ယောက်စလုံးကြည့်ရတာအတော်လေးကောင်းကြတယ်မင်းတို့သာကိုယ့်ဘာသာရှာရင်တောင်ဒီလောက်ကောင်းတဲ့သူတွေကိုရှာတွေ့ဖို့မသေးချဘူးသုံးမလေးကချောမောလှပပြီးငငယ်ကလေးကလူချစ်လူခင်များတယ်ဒါကြောင့်လဲအမျိုးသား၃ယောက်စလုံးလာတောင်းရမ်းတာပေါ့လို့အမေကပြောတယ်ဒုတိယညီမလေးကတော့တွေးဝေနေပေမဲ့ကျမကတော့လုံးဝလက်မခံနိုင်ဘူးကျမကဒီလိုပုံမှန်မိန်းကလေးတယောက်ဖြစ်နေရဲ့နဲ့ညီမလေးကိုချစ်ခဲ့တဲ့အမျိုးသားတယောက်ကိုဘာလို့လက်ထက်ရမှာလဲတန်းစင်စစ်မှန်တဲ့အချစ်စစ်တစ်မျိုးကိုပိုင်ဆိုင်ခွင့်တောင်ကျမမှမရှိတော့ဘူးလားကျမမောကြည့်လိုက်တော့တလက်လက်တောက်ပြောင်နေတဲ့သုံးမလေးရဲ့မျက်နှာကိုတွေးလိုက်ရတယ်အရင်ဆုံးငါ့ကိုပြောပြမင်းနဲ့သူတို့၃ယောက်ဘလို့တွေဖြစ်ပျက်ခဲ့တာလဲကျမရဲ့အတန်ကတိတ်တော့မတင်းပါပေမဲ့သုံးမလေးကတော့အနှဲငယ်တက်ပြင်းချလိုက်နိုင်တယ်ဒါပေမဲ့ဒုတိယညီမလေးကတော့မျက်နှာမှာစိုးရိမ်ပူပန်မှုတွေပြည့်နေပေါ့ကျမအဆိုးဆုံးဒေါသထွက်နေပြီဆိုတာသူသိနေလို့ပဲဒုတိယညီမလေးနဲ့ကျမကအဖေနဲ့အမေရဲ့အချစ်ကိုသိမရကြဘူးကျမကအကြီးဆုံးမို့လို့အဖေနဲ့အမေရဲ့စစ်မှန်တဲ့မေတ္တာအချို့ကိုရခဲ့ဘူးပေမဲ့ဒုတိယညီမလေးကတော့မွေးလာကလေးကမိန်းကလေးဖြစ်နေလို့အထင်သေးခံခဲ့ရတယ်ကြီးပြက်လာတော့မှမိဘတွေသူ့ကိုမချစ်မှန်းသိလာပြီးကျမရဲ့နောက်မှာပဲအမြဲတမ်းအရေးတကြီးကြီးနဲ့လိုက်နေခဲ့တာကျမရဲ့အမီးလေးလိုဖြစ်နေခဲ့တယ်သူ့ရဲ့ရုပ်ရည်ကတာမန်ဆိုပေမဲ့စိတ်ထားဖြူစင်တဲ့ထက်မြက်ပြီးအတွင်းသိအမြင်ကျတဲ့အလွန်ကောင်းမွန်တဲ့မိန်းကလေးတစ်ယောက်ပါသူကကျမစကားထောင်ချောက်ဆင်နေတာကိုအကင်းပါးပါးနဲ့ရိပ်မိသွားပြီးဒီကိစ္စလွယ်နဲ့ပြီးသွားမှာမဟုတ်ဘူးဆိုတာသိလိုက်တယ်။ဒါကြောင့်သူ့ကိုယ်သူကြုံထားလိုက်ပြီးကျမကိုဆက်မကြည့်ရတော့ဘူး။ကျမရဲ့အကြည့်တွေကတော့သုံးမလေးစီမှာအသေးအချာစိုက်ထားပြီးလိန်ညာခွင့်လုံးဝမပေးတော့ဘူး။အဖေနဲ့အမေကလည်းသိကျင်နေကြတာနဲ့သုံးမလေးကိုသူလုပ်ခဲ့သမျှအကုန်ထုတ်ပြောပြဖို့အားပေးကြတယ်။သုံးမလေးကလဲချောင်းရှင်းလိုက်ပြီးဂုံယူဝင့်ကြွားစွာနဲ့မျက်နှာမှာတောင်ပိုပြီးတင့်တယ်လာဟန်နဲ့စပြောတော့တယ်။ဘာအရှက်မှမရှိတဲ့အပြင်အားတောင်စိုက်ထုတ်ပြောနေသေးတာမို့ကျမရင်ထဲမှာဝမ်းနဲ့ကြေကွဲမှုတွေလှိုင်းထလာတယ်အဖေနဲ့အမေတောင်ဒီလိုဆိုတော့ညီမလေးရဲ့ရုပ်မာမှုကိုအံ့ဩစရာတော့မရှိတော့ပါဘူးသုံးမလေးကပြောတယ်ပထမဆုံးအမျိုးသားနဲ့ကပွဲစည်းသွားတော့ကတီကျွမ်းခဲ့တာတဲ့သူ့အိတ်ဆောင်အိတ်ခိုးခံရလို့ပတ်စံနည်းနည်းပါးပါးပဲပါပေမဲ့သူ့အတွက်တော့အလွန်အရေးကြီးနေတယ်သူလိုချင်နေတဲ့မုံလာဥပန်းရောင်ဖဲကြိုးလေးကိုဝယ်ချင်နေချိန်မှာအဲ့ဒီဂုံညံချမ်းဆိုတဲ့အမျိုးသားကဝင်ကူညီပြီးပြန်လှုပ်ပေးခဲ့တာတဲ့သူကရှက်သွေးဖြန်းရင်းနဲ့ဂုံညံချမ်းကိုတကြားရည်ဝယ်တိုက်ခဲ့ပြီးဂုံညံချမ်းကလည်းသူ့ကိုတစ်သားအယုတ်လေးတစ်ယုတ်ပြန်လက်ဆောင်ပေးရင်းနဲ့အဲ့ဒီကနေစပြီးတီကျွမ်းလာကြတာတဲ့နောက်ပိုင်းမှာတောင်းအတူတက်ကြတယ်လှေအတူစီးကြတယ်ဖះเจ้าကတစ်ပင်ပေါ်မှာဆူတောင်းပူတီးပြားတွေချိတ်ဆွဲပြီးနှစ်ယောက်စလုံးရဲ့နာမည်တွေကိုရေးထိုးခဲ့ကြတယ်သူပြောတာတွေကတိတ်ချုံမြိန်နေပြီးပြန်တွေးမိတိုင်းအရသာတွေးနေပုံရပေမဲ့ကျမချက်ချင်းပဲကြားဖြတ်မေးလိုက်တယ်ဆူတောင်းပူတီးပြားပေါ်မှာဘသူနာမည်ရေးထားတာလဲသုံးမလေးရဲ့မျက်နှာမှာဝမ်းနေသွားတဲ့အရေးအယောင်လေးပေါ်လာတယ်ကျမရဲ့နာမည်လေးကျမရဲ့မျက်ဝန်းတွေကျဉ်းမြောင်းသွားပြီးအနှဲငယ်တက်ပြင်းချလိုက်မိတယ်ဒီအချိန်မှာတော့သူမကောင်းကြံသေးဘူးပေါ့ဂုံညံချမ်းနဲ့တကယ်နာမည်ချင်းချင်းဆိုခဲ့တာပဲစိတ်ပြက်သွားတာကနောက်ပိုင်းမှာသူ့ထက်ပိုကောင်းတဲ့သူနဲ့တွေ့သွားလို့ဂုံညံချမ်းအပေါ်တကယ်တစ္ဆာရှိခဲ့မိတာကိုနောင်တရနေလို့ဖြစ်နိုင်တယ်ဒါပေမဲ့သူကဂုံညံချမ်းကိုရှင်းရှင်းလင်းလင်းပြောပြလို့ရရဲ့သားနဲ့ဘာလို့နှစ်ဖက်စလုံးကိုလှည့်စားရတာလဲတကယ်ယွန်းစရာကောင်းလိုက်တာဒုတိယအမျိုးသားနဲ့ကတော့မိုးရွာတဲ့နေ့မှာတီးခဲ့တာတဲ့အဲ့ဒီအမျိုးသားကစိုးချင်းရွံနဲ့မိုးထဲမှာသွားရခတ်နေတဲ့သူ့ကိုထီးတက်လက်ပေးခဲ့တာကနေစတာပဲဒုတိယနေ့မှာထီးသွားပြန်ပေးရင်းနဲ့အသွားလာလို့ရကနေအချစ်စိတ်ဝင်လာကြတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာသူကဂုံညံချမ်းနဲ့လည်းချစ်ကြိုက်နေပြီးသားဖြစ်နေလို့ဂုံညံချမ်းရဲ့နှွေးထွေးတယူဆိုင်မှုကိုမစွန့်လွတ်နိုင်တယ်လို့စိုးချင်းရွံရဲ့ကြွေစင်းလာတဲ့အချစ်စိတ်ကိုလည်းလက်မလွတ်နိုင်ဖြစ်နေခဲ့တယ်သူကိုယ်တိုင်လည်းဒီလိုလေးနဲ့နှစ်ပိုင်းနဲ့ကိစ္စမကောင်းမှန်းကောင်းအသိပါတယ်ဒါပေမဲ့စိုးချင်းရွံကသူ့နာမည်ကိုမေးတဲ့အခါမှာတော့သူကကျမရဲ့နာမည်ကိုပါဇက်ကနေအလိုလိုထွက်သွားအောင်ပြောမိလိုက်တယ်တဲ့သုံးမလေးကနှုတ်ခမ်းဆူလိုက်ပြီးအမကြီးကျမရွယ်လောက်တာမဟုတ်ပါဘူးအဲ့ဒီအချိန်ကတကယ်ကြောက်နေလို့ပါသူ့ကိုဘလောက်ကောင်းပြီးဘလောက်ချမ်းသာလဲအမမသိလို့ပါသူပေးတဲ့စက်ကူထီးလေးကအရန်လာတာကျမကအမအတွက်တိတ်ကောင်းတဲ့ဖူးစာကိုရှာပေးခဲ့တာလေအနာဂတ်ကြရင်ကျမကိုကျေးဇူးတင်ပြီးပတ်စံအိတ်ထူထူနဲ့ကြော့ရမယ်နော်လို့ပြောတယ်အဖေနဲ့အမေကခေါင်းကြီးကြတယ်ကြည်ရတာသူတို့အတွက်တော့အတော်ကောင်းတဲ့ပုံပဲဆိုချင်းရွံရဲ့မိသားစုနောက်ခံကိုဆက်မေးကြပြီးတခွန်းတလေတောင်အပြစ်မတင်ကြဘူးကျမရင်ထဲမှာတော့မီးတောက်လာပြီးအသက်ကိုပြင်းပြင်းရှူကာဒေါသကိုမျိုးချလိုက်ပြီးဆက်မေးလိုက်တယ်တတိယလူဘောဘလို့တီးခဲ့တာလဲသုံးမလေးရဲ့မျက်နှာချက်ချင်းပြရခတ်သွားတယ်ကျမရင်ထဲမှာထူးဆန်းတဲ့စိုးရိမ်မှုတစ်ခုဝင်ရောက်လာပြီးစပွဲကိုလက်ဖွားနဲ့တဖြောင်းဖြောင်းရိုက်ကမတ်တက်ရက်ပြီးအော်ပြောလိုက်တယ်ပြောစမ်း
သုံးမမလေးကရုတ်တရက်အဖေနဲ့အမေရဲ့ခြေရင်းမှာဒူးထောက်ချလိုက်ပြီးငိုယိုကဖေဖေမေဖေကျမဒီလူကိုလက်မထက်နိုင်ဘူးဒူအမကိုတွားခိုင်းလိုက်ပါပဲဖြစ်ဖြစ်ကျမကဒူအမနံမေကိုပြောထားတာပဲသူသိတာကကျမမဟုတ်ဘူးဆိုတော့ဒူအမကိုပဲလက်ထက်ခိုင်းလိုက်ပါမင်္ဂလာဦးဆက်ဆုံးပြီးလို့လက်ထက်ပြီးသွားရင်တော့ပြန်ပြင်လို့မရတော့ဘူးလေဖေဖေမေဖေကျမမယူဘူးလို့အတန်တုံကြီးစွာနဲ့ငိုကြွေးတယ်သူ့ပုံစံကတနာစရာကောင်းတယ်လို့လုပ်နေပေမဲ့တကယ်တော့ခိုးရပါတခိုးလိုစိတ်ထဲမှာတန်တရားဝင်နေတာအထင်ရှားပါပဲအဖေနဲ့အမေကသူ့ကိုအမြန်ထူမပေးချင်ကြပေမဲ့သူတို့ရဲ့အကြည့်တွေကတော့မတိမတာဒုတိယညီမလေးစီရောက်သွားကြတယ်ဒီလူကမကောင်းဘူးဆိုတာသူတို့လည်းရိပ်မိကြတယ်သူတို့ချစ်တဲ့အငယ်ဆုံးသမီးလေးကဘလို့မှမယူသင့်ဘူးဒါကြောင့်တယောက်ယောက်ကိုတော့စတေးရတော့မယ်ကျမကအမြဲတမ်းအာနာပါကွက်သားလို့ဖြစ်နေပြီးဒုတိယညီမလေးကနူးညံ့တော့ဒုတိယညီမလေးကအသင့်တော်ဆုံးပဲပေါ့ဒုတိယညီမလေးရဲ့မျက်နှာမှာတစ်ချက်လောက်ဗလာဖြစ်သွားပြီးမှမျက်ရည်တွေဝဲလာတယ်သူ့နှုတ်ခမ်းကိုကိုက်ထားပြီးသူ့ခေါင်းကိုမလှုပ်ရဲအောင်တင်းတင်းစေထားတယ်မိဘတွေကဒီတတိယလူကိုသူ့ကိုပေးစားဖို့တေချာသွားမှကြောက်လို့လေတော်တော့ကျမလက်ဖက်ရည်ခွက်ကိုကောက်ကင်ပြီးသူတို့၃ယောက်စီပစ်ချလိုက်တယ်သူလက်ဖက်ရည်ခွက်နဲ့အမှန်တကယ်ပြစ်ပေါက်ခံလိုက်ရတော့အားလို့အော်ရင်းနဘူးကိုအုပ်ကာကျမကိုကြောက်လန့်တကြားနဲ့မောကြည့်လာတယ်ပါဇက်ဟာပြီးနှုတ်ခမ်းတွေတုံနေပေမဲ့ဘာစကားမှမထွက်လာတော့ဘူးအဖေနဲ့အမေကကျမကိုဒေါသတကြီးနဲ့စူရဲကြည့်ကြပြီးမင်းပါလောက်တာလဲတဲ့ကျမမတ်တရက်လိုက်ပြီးမြေကြီးပေါ်မှာဒူးထောက်ပြီးတနာစရာဟန်ဆောင်နေတဲ့သုံးမောင်လေးကိုစူးစူးရိုက်ရိုက်ကြည့်လိုက်တယ်သူ့ရဲ့အတူအယောင်နဲ့အတကြီးမှုကိုမြင်လိုက်ရပြီးအတန်တိုးတိုးနဲ့အေးဆက်ဆက်ပြောလိုက်တယ်ငါ့ကိုတခုချင်းစီရှင်းရှင်းလင်းလင်းပြောပြစမ်းမင်းဘာရုပ်မာတဲ့အလုပ်တွေလုပ်ခဲ့တာလဲမဟုတ်ရင်အဲ့ဒီလူတွေကိုငါချက်ချင်းပြန်ခေါ်ခိုင်းပြီးအမှန်တရားကိုအကုန်ပြောပြမယ်မိဘတွေကမင်းကိုကာကွယ်ပေးနေပေမဲ့လောကကြီးမှာလူတိုင်းကမင်းလိုမဟုတ်ဘူးဆိုတာမှတ်ထားသုံးမမလေးကအတော်လေးကြောက်လန့်သွားပုံရပြီးတုံတုံရီရီနဲ့တတိယလူနဲ့ဖြစ်ပျက်ခဲ့သမျှကိုတစ်ခုချင်းဖွင့်ပြောပြပါတော့တယ်။သူကဂုံညံချမ်းနဲ့တောင်ပေါ်ဖျားเจ้าမှာဖျားသွားဘူးဖို့ချိန်ထားခဲ့တာတဲ့ဒါပေမဲ့အဲ့ဒီနေ့မှာဆိုချင်းရွန်လဲရောက်လာမယ်လို့လုံးဝမထင်ထားခဲ့ဘူး။အမျိုးသားနှစ်ယောက်စလုံးကဖျားเจ้าတစ်ခုထဲမှာတပြိုင်နက်တည်းပေါ်လာတာမို့ဘလောက်ပဲကောင်းတဲ့ဖျားเจ้าဖြစ်ပါစေသူမဝင်ရဲတော့ဘူး။နောက်ပေါက်ကနေခိုးထွက်ပြီးတောင်ပေါ်ကနေလမ်းကြုံအတိုင်းဆင်းဖို့ကြံလိုက်တယ်။အဲ့ဒီဆုံးဖြတ်ချက်ကြောင့်ပဲသူ့ကိုရိုင်းတိုင်းနဲ့အမျိုးသားတစ်ယောက်နဲ့စုံသွားစေခဲ့တာပဲ။အဲ့ဒီအမျိုးသားကသူ့လက်ကောက်ဝတ်ကိုဆွဲကောက်ပြီးပါဇက်ကိုပိတ်ကာအခန်းတစ်ခန်းထဲကိုအတင်းကျပ်ဆွဲသွင်းသွားခဲ့တယ်။အဲ့ဒီနောက်မှာအမျိုးသားကသူ့နာမည်ကိုမေးတော့သူကအလွန်တရာကြောက်လန့်တကြားနဲ့ဒုတိယညီမလေးရဲ့နာမည်ကိုထွက်ပြောလိုက်တာတဲ့အမျိုးသားကသတိဝင်လာပြီးနောက်နေ့ကျရင်မင်းတို့အိမ်ကိုလာတောင်းရမ်းမယ်လို့ပြောပြီးအိပ်ပျော်သွားတယ်။သူလည်းအဝတ်စားတွေပြန်ဝတ်ပြီးတုံတုံရင်ရင်နဲ့အိမ်ကိုပြန်လာခဲ့တယ်။အဲ့ဒီလူကဘသူလဲဘာလုပ်လဲသူလည်းမသိဘူးအဲ့ဒီလူတကယ်အိမ်ထိလိုက်လာလိမ့်မယ်လို့လည်းလုံးဝမယုံရဲခဲ့ဘူးဒါပေမဲ့အဲ့ဒီလူကသူတို့အိမ်ဘယ်မှာလဲဆိုတာသိယုံသားမကတကယ်လဲလက်ထက်တောင်းရမ်းဖို့ရောက်လာခဲ့တယ်ဒါပေမဲ့ဒီလောက်မိုက်ရိုင်းနဲ့အချင်းစရိုက်ရှိတဲ့လူကိုသူဘယ်လိုလုပ်လက်ထက်ရဲမှာလဲကျမတိတ်ကြောက်တာပဲကျမမလုပ်ချင်ဘူးသူကအတင်းကျပ်ကျူးလွန်ခဲ့တာအဲ့ဒီလူကကြည့်ရတာလူကောင်းပုံလုံးဝမပေါ်ဘူးမျက်နှာလဲကျန်းတယ်ဘဲကနေရောက်လာတဲ့တောင်ပေါ်ဓားပြလဲဘသူတိမှလဲဖေဖေမေဖေကျမကိုကဲကြပါကျမမယူဘူးသူအမကိုသွားခိုင်းလိုက်ပါအဲ့ဒီအချိန်ကျရင်ခေါင်းဆောင်ဆွတ်လိုက်ရင်ဘသူမှမသိနိုင်တော့ဘူးကျမကတတိယလူကိုယူမယ်အမကြီးကစတုထလူမဟုတ်ဘူးဒူအမကအဲ့ဒီလူကိုယူမယ်ဒီအတိုင်းပဲတတ်မှတ်လိုက်ကြရအောင်အမတို့ရေကျမကိုကူညီကြပါလို့သူကလိန်လေတောင်းပန်နေတယ်အရင်တော့ဆိုရင်ဒီလိုနီးလန်းကအလွန်အလုပ်ဖြစ်ခဲ့ပေမဲ့ဒီနေ့တော့အဖေနဲ့အမေကတခါလောက်တော့မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ဝင်မလေးကြတော့ဘူးမင်းကအဲ့ဒီလူလက်ထဲမှာအပြိုစင်ဘောကပျက်စီးခဲ့ပြီးမင်းဘလို့လို့မင်းရဲ့ဒူအမောက်ကိုသွားပြီးဒုက္ခပေးရတာလဲအဲ့ဒီလက်ထက်ပွဲကိုဖျက်လိုက်ရင်ပြီးတာပဲဒီကိစ္စကိုနောက်ထပ်ဘယ်တော့မှမပြောနဲ့တော့အခုအရေးကြီးဆုံးကမင်းရဲ့အပြိုစင်ဘောကပြတ်သွားတဲ့ကိစ္စကိုဘလို့ဖုံးကွယ်ရမလဲဆိုတာကိုမြန်မြန်စဉ်းစားရမယ်ဂုံညံချမ်းကမင်းကိုဘလို့လှုပ်လက်ခံမှလဲမင်းကတော့တကယ်ယူချင်နေတာပဲလို့မိဘတွေကဒေါသတကြီးနဲ့အော်ငေါက်ကြတယ်အဖေကရင်ဘက်ကိုတဒုံဒုံထုပြီးအမေကလည်းရင်ဝါကိုဖိကာငိုကြွေးကြတယ်သုံးမမလေးကကြောက်လန့်တကြားဦးတန်းပါအောင်အော်ဟစ်လိုက်တယ်မရဘူးလက်ထပ်ပွဲဖျက်လို့မရဘူးသူများတွေအပြင်မှာရှောက်ပြောရင်ဘလို့လုပ်မလဲဂုံညံချမ်းတန်တရားဝင်သွားလိမ့်မယ်ကျမမှာနီးလန်းရှိတယ်ကျမနဲ့ဂုံညံချမ်းအရင်လက်ထပ်လိုက်မယ်လက်ထပ်တဲ့ညမှာဒူအမကိုခိုးဝင်ခိုင်းပြီးဂုံညံချမ်းနဲ့အိတ်ခိုင်းလိုက်မယ်အဲ့ဒီနောက်မှဒူအမကတတိယလူနဲ့လက်ထပ်လိုက်ပေါ့ဘာပဲဖြစ်ဖြစ်သူကကျမကိုအပြိုစင်မဟုတ်တော့မှန်းမသိဘူးလေအဲ့ဒီနေ့ကနေကင်းဘက်မှာသူ့တတိမကောင်းတော့ကျမမျက်နာကိုတေချာမမြင်လိုက်လောက်ဘူးကျမနာမည်မေးတဲ့အချိန်ကလည်းမှောင်နေပြီမို့ကျမနဲ့ဒူအမောက်ကိုတေချာမခွဲခြားနိုင်ပါဘူးဒါကိုဖုံးကွယ်လို့ရပါတယ်ဒူအမသားကူညီပေးမယ်ဆိုရင်ပေါ့ဒူအမရေကျေးဇူးပြုပြီးကူညီပါကျမကိုကဲပါလို့တောင်းပန်နေတယ်သုံးမမလေးကပုံမှန်ဆိုရင်နှလုံးသားမရှိသလိုအသိဉာဏ်မရှိသလိုထင်ရပေမဲ့ဒီလိုအချိန်တိုအတွင်းမှာအကြံစီတွေအများကြီးထုတ်နိုင်ခဲ့ပြီးသူ့ကိုယ်သူအပြစ်ကင်းစင်အောင်ဖဲထုတ်ကာကျမနဲ့ဒုတိယညီမလေးကိုတော့အသေးချာနေရာချပေးလိုက်တယ်ကျမတကယ်ပဲသူ့ကိုအထင်သေးမိသွားတာပဲ
အဖေနဲ့အမေကလည်းတွေဝေသွားကြတယ်သူတို့ရဲ့အကြည့်တွေကဒုတိယညီမလေးစီကိုတွန်းဆုပ်နဲ့ရောက်သွားပြီးနှုတ်ခမ်းတွေလှုပ်ရှားနေပေမဲ့ဘာစကားမှမထွက်လာပေမဲ့သူတို့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းနေပါပြီဒုတိယညီမလေးကသူ့ကိုယ်သူဆက်ပြီးဖုံးကွယ်ထားလို့မရတော့ဘူးမိဘတွေနဲ့ညီမဖြစ်သူကိုမယုံကြည်နိုင်လောက်အောင်ကြည့်နေတယ်ဒီလိုရက်ဆက်တဲ့စကားမျိုးသူတို့ပါဇက်ကထွက်လာလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ဘူးသူတုံရီနေပြီးဒေါသထွက်လွန်းလို့တုံနေပေမဲ့ဘာစကားတခွန်းမှမထွက်လာပဲပါဇက်နဲ့စကားမပြောနိုင်ပဲနဲ့မျက်ရည်တွေကတော့အရင်ဆုံးကျလာတယ်ရင်ထဲမှာဝမ်းနည်းကြေကွဲမှုတွေပြည့်နှက်နေပြီးဖြည်းဖြည်းချင်းမတည့်ရက်ကမိဘတွေကိုတွန်းဖယ်လိုက်ပြီးမြေကျဒူးထောက်ငိုယိုတောင်းပန်နေတဲ့သုံးမလေးကိုဆွဲထူကတစ်ချက်ပြင်းပြင်းထိုးရက်လိုက်တယ်။မင်းကိုဘောကိုဘယ်တရိတ်ဆန်ဝင်နေတာလဲမင်းကမင်းသက်ရှင်ဖို့ပဲတွေးပြီးငါတို့အသက်ကိုလုံးဝမငဲတော့ဘူးလားငါနဲ့ဒူမကမင်းအတွက်ဘာလဲမင်းမလိုချင်တဲ့အမျိုးသားတွေကိုဘာလို့ငါတို့စီအတင်းတွန်းထည့်ရတာလဲမင်းကဘာကောင်းမှုလို့ငါတို့ရဲ့ဘဝတွေကိုစီမံခန့်ခွဲရဲတာလဲလို့အော်ရင်တစ်ချက်ပြီးတစ်ချက်ပါရိုက်ပစ်လိုက်တယ်ဒါကလက်စားချေခြင်းနဲ့ကိုကျိုးစည်းပွားအနှဲငယ်ပါဝင်နေပါတယ်။တကယ်တော့ကျမတို့ညီမတွေရဲ့ဆက်ဆံရေးကအစကတည်းကဒီလောက်ဆိုးရွားနေတာမဟုတ်ပါဘူး။ငငယ်တုန်းကသုံးမလေးကနှစ်သမီးလေးလိုချစ်စရာကောင်းပြီးကျမတို့အားလုံးချစ်ကြသလိုအဖေနဲ့အမေလည်းချစ်ကြတယ်။ဒါပေမဲ့သူကမိသားစုထဲမှာအချစ်ခံရဆုံးတော့မဟုတ်သေးဘူး။အဖေနဲ့အမေကသားတယောက်လိုချင်နေသေးပဲတစ်နှစ်မှာရေတောင်းတောက်တဲ့စီဆက်ကတာအိုဆရာတယောက်ရောက်လာပြီးကံကြမ္မာဟောကိန်းထုတ်ပေးခဲ့ဘူးတယ်။အဖေနဲ့အမေကဝမ်းသာအားရနဲ့တားယောက်ျားလေးရမရမေးတော့တာအိုဆရာကခေါင်းခါပြီးလက်သုံးချောင်းထောင်ပြခဲ့တယ်။အဖေနဲ့အမေလည်းသဘောပေါက်သွားကြတယ်။သူတို့မှတစ်တလုံးသားယောက်ျားလေးမရပဲသမီး၃ယောက်ပဲရမယ်ကန်ရှိတယ်ဆိုတာကိုပေါ့။အစားကတော့အဲ့ဒီလိုလက်မခံခြင်းပဲတွန်းကန်ခဲ့ကြပေမဲ့ကန်တရားကရောက်လာတဲ့အခါလက်ခံရတော့မလို့ဖြစ်လာတယ်။တာအိုဆရာကအဖေနဲ့အမေရဲ့မျက်နှာမှာပေါ်လာတဲ့စိတ်ပြတ်မှုကိုမြင်ပြီးရေမောကဟာကောင်းကင်ဘုံရဲ့ကန်တရားကအပြည့်စုံမဟုတ်ဘူး။လူတွေကကံကိုရှောင်တိန်ကြရတယ်။မင်းတို့မှာသားယောက်ျားလေးရမယ်ကန်မရှိပေမဲ့ကောင်းချီးခံစားရမယ်ကန်တော့ရှိတယ်။မင်းတို့အိမ်ရဲ့စီးစိမ်ဥစ္စာမှန်သမျှကအငယ်ဆုံးသမီးလေးစီမှာပဲရှိတယ်။သူကမွေးရပါကောင်းချီးမင်္ဂလာပါတဲ့ကန်ရှိတယ်။ကောင်းကောင်းသာကျွေးမွေးပြုစုထားရင်အနာဂတ်မှာကံကောင်းခြင်းတွေအကန့်အသတ်မရှိဖြစ်လာလိမ့်မယ်လို့ပြောခဲ့ပြီးသုံးမလေးရဲ့ခေါင်းကိုပုတ်တက်ကထွက်သွားခဲ့တယ်။အဖေနဲ့အမေရဲ့အကြည့်တွေကသုံးမလေးစီမှာတောက်ပစွာကြားရောက်သွားတယ်။ဒါပေမဲ့လူဆိုတာအသက်ရှင်နေသမျှကံတရားကိုလွယ်လွယ်နဲ့လက်မခံချင်ကြဘူး။တာအိုဆရာရဲ့စကားကိုအစကတော့ကောင်းချီးစကားလိုပဲသဘောထားခဲ့ကြပေမဲ့နောက်ထပ်နှစ်ပေါင်းများစွာစူးစမ်းကြည့်ခဲ့ပေမဲ့သားယောက်ျားလေးအရေးအယောင်မှမတွေ့ရတဲ့အခါကျမှတာအိုဆရာရဲ့စကားကိုလေးလေးနက်နက်ထည့်စဉ်းစားလာကြတော့တယ်။အဲ့ဒီအချိန်ကစပြီးသုံးမလေးကကျမတို့နဲ့မတူတော့ဘူးသူကအဝိရှော်စရာထမင်းချက်စရာအိမ်မှုကိစ္စလုပ်စရာမလိုတော့ဘူးသူကကြောင်းတက်နိုင်တယ်စာသင်ယူနိုင်တယ်ယောက်ျားလေးတွေလိုပဲပေါ့လမ်းမတွေပေါ်မှာသူပျော်ပျော်ပါးပါးဆော့ကစားနေချိန်မှာကျမနဲ့ဒုတိယညီမလေးကတော့အိမ်မှုကိစ္စနဲ့လက်မှုပညာတွေကိုသင်ယူနေရတယ်စာသင်ကျောင်းကကောင်လေးတွေကသူ့ကိုလက်ဆောင်တွေပေးဖို့အိမ်လိုက်ပို့ဖို့လူနေကြပြီးအဖေနဲ့အမေရဲ့မျက်နှာမှာလည်းဂုံယူဝင်းကြောင်းမှုတွေထင်ဟပ်လာတယ်ကျမတို့အိမ်မှာတကယ်ပဲရွှေပြီးထွက်လာတယ်လို့ပေါ့ကျမနဲ့ဒုတိယညီမလေးကမတရားမှုကိုခံစားရပေမဲ့အဖေနဲ့အမေကသူ့ကိုမြှောက်ပင့်ကျင်နေကြတာကိုကျမတို့ဘာမှမပြောနိုင်ခဲ့ဘူးဒါပေမဲ့ဒီလိုမတရားမှုမျိုးကစိတ်ထဲမှာအမြဲတမ်းတုံးနဲ့ဖြစ်နေစေတယ်ဘသူကများစာမတင်ကျင်ပဲနေမလဲဘသူကများလက်ထပ်ပြီးတာနဲ့အိမ်မှုကိစ္စလုပ်ဖို့မွေးလာတာလဲအစာပိုင်းမှာသုံးမလေးကလည်းဒီလိုကိုကျိုးလွန်ခဲ့တဲ့မြစ်တာမျိုးကိုအနှဲငယ်စိုးရိမ်မကင်းဖြစ်ခဲ့ဘူးပါတယ်သူအိတ်အစ်စ်လေးလွယ်ပြီးသပင်လှလှလေးတွေဖိပြီးကြောင်းသွားတဲ့အခါကျမတို့ကိုစိုးရိမ်တကြီးနဲ့ကြည့်ခဲ့ဘူးပါတယ်ကျမတို့ကပြုံးပြမှသာစိတ်အချလက်ချနဲ့ခုံဆွာနဲ့ထွက်သွားတတ်တာပါကျမတို့စာတင်ကျင်တာကိုလည်းသူမြင်လို့အကြောင်းကပြန်လာတဲ့အခါစာရီလာတင်ပေးဘူးပါတယ်အဲ့ဒီအချိန်တုန်းကသုံးမလေးရဲ့ရင်ထဲမှာညီမမြစ်တာရှိနေပါသေးတယ်သူကျမတို့ရဲ့စတေးမှုကိုမြင်နေနားလည်ပေးတယ်ဒါပေမဲ့လူစိတ်ဆိုတာပြောင်းလဲလွယ်ပါတယ်အထူးအခွင့်အရေးတွေကိုအရန်ကြကြခံစားလိုက်ရတဲ့အခါအရာရာတိုင်းကသဘာဝကျသွားတော့တာပါပဲသူကျမတို့ကိုစာတင်ပေးရာကနေစင်စင်ကြမ်းပြီးတာနဲ့ပြင်းလာပြီးစက်မတင်ပေးတော့ဘူးကျမနဲ့ဒုတိယညီမလေးကစုဆောင်းထားတဲ့ကိုယ်ပိုင်ပတ်စံတွေကိုထုတ်ပြီးချော့မှပဲသူကဆက်တင်ပေးတယ်နောက်ပိုင်းကျတော့သူတင်ပေးတာတွေကနောက်မှမေ့ကုန်ပြီးရှေ့ကဟာတွေလည်းမှားယွင်းနေတာကိုတွေ့ရတော့မှသူစိတ်ကစာတင်ဖို့ပေါ်မှာမရှိတော့ဘူးဆိုတာကျမသိလိုက်ရတယ်ကျမသူ့ကိုစုံမဖူးပေမဲ့အဲ့ဒီအချိန်ကသူဘာပြောခဲ့လဲအမရောစာတင်ခြင်းလို့လားတဲ့သူအကြာကြီးမဖြေဘဲနေပြီးမှအတန်တိုးတိုးနဲ့အိမ်ကပတ်စံကတယောက်စာပဲလောက်တယ်အလုပ်လုပ်တဲ့သူလည်းရှိရအောင်မယ်လို့ပြောခဲ့တယ်အရန်တိတတ်တဲ့ကလေးတွေကအမြဲတမ်းအနစ်နာခံရပါတယ်သူကအများကြီးတွေးတယ်အများကြီးကိုချင်းစားတယ်သူများတွေအခက်တွေ့မှာမလိုလားလို့ဘယ်တော့မှမပြောဘူးသဘောကောင်းတဲ့သူနဲ့တွေ့ရင်သူ့ကိုတနာပြီးအလိုလိုကာကွယ်ပေးလိမ့်မယ်ဒါပေမဲ့စိတ်မရှိတဲ့သူနဲ့တွေ့ရင်တော့လစ်လျူရှုခံရပြီးသူ့ရဲ့နှွေးထွေးမှုကိုအလကားပဲခံစားသွားကြလိမ့်မယ်တစုံတစ်ယောက်ကထောက်ပြလာတဲ့အခါမှာတော့ဘာမှမသိသလိုဟန်ဆောင်တတ်ကြတယ်မင်းဘာလို့မပြောတာလဲမင်းပြောမှန်းငါသိတာပေါ့ဗျဒါပေမဲ့တကယ်စေတနာရှိတဲ့သူတွေကမျက်လုံးရှိကြတယ်တီလာတညံဆိုတဲ့ချိန်ခွင်လည်းရှိကြတယ်သူများတွေစက်တေးတာကိုလွယ်လွယ်နဲ့လစ်လျူမရှုကြပါဘူး
ကျမမျက်လုံးတွေကိုမှိတ်လိုက်ပြီးရင်ထဲမှာမှန်တင်းထားလိုက်တယ်ဒုတိယညီမလေးပြောတာမှန်ပါတယ်ကျောင်းကြီးမှာတော့ကျမတို့မတက်နိုင်ဘူးဒါပေမဲ့စာတက်တဲ့ကလေးငယ်လေးတွေကတက်တာပါတယ်ဆရာကိုတစ်လကိုငွေတစ်စင်းပေးရပေမဲ့စာတက်တဲ့ကလေးငယ်လေးကိုတော့ပတ်စံနည်းနည်းပဲပေးရတယ်ကျမနဲ့ဒုတိယညီမလေးကကျမတို့ရဲ့လက်မှုပညာနဲ့စုဆောင်းထားတဲ့ပတ်စံတွေနဲ့အိမ်နီးနားချင်းကကလေးငယ်လေးကိုငှားပြီးစာသင်ခိုင်းခဲ့တယ်အဲ့ဒီကလေးကအရန်ဝမ်းသာသွားပြီးစာကိုစနစ်တကျသင်ပေးတယ်မတက်တာရှိရင်နောက်နေ့ဆရာစီတော့အမေပြီးပြန်လာတင်ပေးတဲ့အိမ်နီးနားချင်းကလည်းမျက်စိတစ်ဖက်မိတ်ပေးပြီးကိုသားလေးဒီလောက်ငယ်ငယ်နဲ့စာတင်ပြီးပတ်စံရှာနိုင်တာကိုသဘောကျနေခဲ့တယ်။တခါတလေဒုတိယညီမလေးသွားတယ်တခါတလေကျမသွားတယ်တယောက်ကတင်ယူပြီးတယောက်ကအလုပ်လုပ်တယ်တက်လာတာနဲ့နောက်တစ်ယောက်ကိုပြန်တင်ပေးတယ်နောက်ပိုင်းမှာအဖေနဲ့အမေကဆိုင်ဖွင့်တော့ကျမတို့သွားကူကြတယ်အဖေနဲ့အမေကစရင်ကင်ငားကျင်တော့ကျမကဒုတိယညီမလေးကိုအကြံပြုခဲ့တယ်အဖေနဲ့အမေကသူကဘလို့လို့စရင်ကင်နိုင်မှလဲတခြားသူတွေစရင်ကင်တာထက်ကိုလူကိုကိုယုံကြည်လို့ရတာပေါ့တခြားတစ်ဖက်မှာလဲသူအလုပ်ဘလောက်စူးစမ်းလဲမင်းမမြင်ဘူးလားစရင်မကင်ရင်အိမ်မှာသူကတထေးသမီးလိုနေရမှာလားတဲ့တထေးသမီးလို့ဖို့ဆိုတာမဖြစ်နိုင်ပါဘူးအိမ်မှာသုံးမမလေးတယောက်တည်းကစကဝစ်စားတွေနဲ့ငွေးမြူခံထားရပြီးတခြားသူထေးသမီးကိုကျွေးဖို့မိသားစုမှာပတ်စံမရှိတော့ပါဘူးအဖေနဲ့အမေကသဘောတူခဲ့ပြီးဒုတိယညီမလေးကိုတစ်လအချိန်ပေးခဲ့တယ်ဒါကအလွန်ကောင်းတဲ့အခွင့်အရေးတစ်ခုမို့ဒုတိယညီမလေးမိုးလို့မတက်ဝမ်းသာသွားခဲ့တယ်အတိအမှတ်ပြုခံရဖို့နဲ့အခွင့်အရေးရဖို့ခဲရင်းတဲ့သူတွေအတွက်အခွင့်အရေးတစ်ခုရလာရင်အသေးအလဲဖမ်းဆုပ်ချင်ကြပါတယ်စာရေးရတာမလှရင်တစ်ခါပြီးတစ်ခါထက်ရေးတယ်စရင်မကင်တက်ရင်သွားတင်ယူတယ်ကျမတို့ရှုပ်ပွားနေတဲ့စရင်စာအုပ်တွေကိုယူပြီးဘေးဆိုင်ကပိုင်ရှင်ကြီးစီသွားမေးကြတယ်အဲ့ဒီပိုင်ရှင်ကြီးကမျက်မှောင်ကျုပ်ပြီးမျက်နှာငယ်နဲ့ကြည့်ပေမဲ့ဒုတိယညီမလေးရဲ့မျက်နှာပေါ်ကစိုးရိမ်တကြားတောင်းပန်နေတဲ့ပုံစံကိုမြင်တော့ကျမတို့ရဲ့လက်ဆောင်ကိုလက်ခံပြီးစရင်ကင်ကြီးကိုစိတ်ရှည်ရှည်နဲ့တင်ပေးခဲ့တယ်ဒီကိစ္စတွေကတစထက်တစရှင်းလင်းလာခဲ့တယ်။နောက်ပိုင်းမှာဆိုင်ရဲ့ကုန်ပစ္စည်းဝယ်ယူမှုကိုကျမဝင်ထိန်းကျင်တော့အဖေနဲ့အမေကလက်မခံကြဘူး။သူတို့ကကျမသူတို့ကိုတော်လန်နေတယ်လို့ထင်ကြတယ်။သူတို့ပစ္စည်းတွေကိုလူယူနေတယ်ပေါ့။ဒါပေမဲ့ကျမစဉ်းစားပြီးသူတို့ရဲ့ခွင့်ပြုချက်ကျမမလိုတော့ဘူး။လုပ်ချင်တာကိုလုပ်မယ်။ဆိုင်မှာအလုပ်လုပ်ရင်အထက်တန်းစားမိသားစုတွေကလာဝယ်တဲ့ကျမတို့ဆိုင်ကကျမရဲ့အတိအမှတ်ပြုမှုကိုရခဲ့တဲ့မိန်းကလေးတွေကျမကိုယ်ပိုင်ပတ်စံနဲ့လက်ဆောင်လေးတွေဝယ်ပေးပြီးမိတ်ဖွဲ့ခဲ့တယ်အသွားလာလုပ်ရင်စကားဆမြည်ပြောကြပြီးသူတို့ကြိုက်နှစ်သက်တာတွေကိုသိလာတယ်ဘာတွေဝယ်လေးရှိလဲဆိုတာကိုမှတ်ထားလိုက်တယ်ဒီနေ့မှာမိန်းကလေးတယောက်ကကျမတို့ဆိုင်ကကုန်ပစ္စည်းကိုကြည့်ပြီးမျက်မှောင်ကျုပ်ကသူ့တခင်မကတဘာဝအယောင်တွေကိုကိုကြိုက်တဲ့ဆိုင်ကပစ္စည်းတွေကအရန်အယောင်ဆုံးလုံးနဲ့ဒါကအကြီးအကဲတွေသုံးဖို့ပဲဖြစ်ပြီးအကြီးစားအိမ်ကမိမကျောင်းသားတွေတောင်မကြိုက်ကြဘူးလို့ပြောခဲ့တယ်ကျမသူ့စကားကိုမှတ်ထားလိုက်ပြီးကျေးဇူးတင်စကားပြောခဲ့တယ်။အဖေကုံသွားဝယ်တော့ကျမအဖေရွေးတာနဲ့မတူတဲ့အယောင်တွေပါအောင်လိုက်သွားပြီးရွေးချယ်ခဲ့တယ်။အဖေကလက်မခံချင်ပေမဲ့အရှက်ကလည်းရှိသေးတော့ကျမကိုစူးစူးရိုက်ကြည့်ပြီးကျမကိုယ်တိုင်နောက်ဆုတ်သွားအောင်လုပ်ချင်ပေမဲ့ကျမကကျမရဲ့ပတ်စံအချို့ကိုထည့်မယ်လို့ပြောမှသာလက်ခံခဲ့တယ်။ရောင်းတဲ့အခါကျတော့ကျမရွေးချယ်ခဲ့တဲ့ပစ္စည်းတွေကအရန်ကောင်းကောင်းနဲ့မြန်ကုန်သွားခဲ့တယ်။အဖေအချိန်ချင်းရှုံးနေသွားရပြီးနောက်ဆုံးမှအိမ်ရဲ့ကုန်ဝယ်ကုန်ရောင်းလုပ်ပိုင်ခွင့်ကိုကျမလက်ထဲကိုလွှဲပေးလိုက်ရပါတော့တယ်။ကျမနဲ့ဒုတိယညီမလေးတည်မြဲသွားခဲ့ကြပြီးရက်တွေကတရက်ချင်းတိုးတက်လာခဲ့တဲ့သုံးမလေးကတော့အသက်ကြီးလာပေမဲ့ကျောင်းမှာစာမတင်တော့ပဲသူ့မှာကိုယ်ပိုင်ချိန်တွေနဲ့သူ့ကိုယ်သူအလှပြင်ဖို့အချိန်လုံးလောက်ရှိနေတဲ့ဖက်ရှင်ကြတဲ့အဝတ်အစားတွေလက်ဝတ်လက်စားတွေခေတ်စားနေတဲ့ပုံစံတွေကိုလက်ချပြနိုင်တဲ့ပတ်စံမရှိရင်တောင်ပစ္စည်းလေးတွေဝယ်ပြီးသူ့ကိုယ်သူထူးထူးခြားခြားဖြစ်အောင်အလှပြင်တတ်တဲ့သူကဒီဘက်မှာအတော်လေးပါရမီပါပါတယ်ကျမသူ့ကိုတစ်ချိန်ကမေးဘူးတယ်ဆိုင်မှာလာပြီးငါတို့နဲ့အတူမတင်ကျင်ဘူးလားတဲ့ကျမကစေတနာနဲ့မေးတာပါသူကဘလို့ပဲဖြစ်ဖြစ်ကျမရဲ့ညီမလေးပဲလေအဖေနဲ့အမေရဲ့မယုံကြည်နိုင်မှုကိုကျမကြုံဖူးပြီးပြီမို့သူတို့ကအနာဂတ်မှာသုံးမလေးအတွက်အားကိုးရာဖြစ်လာနိုင်မှာမဟုတ်ဘူးဆိုတာကျမသိတယ်သူတို့ကအများကြီးမျှော်လင့်ချက်တွေကိုသုံးမလေးစီမှာပုံဩထားကြတာသုံးမလေးသာသူတို့လိုချင်တဲ့အတိုင်းဖြစ်လာရင်တော့ပြီးတာပဲဒါပေမဲ့သုံးမလေးသာသူတို့ဆန္ဒနဲ့ဆန့်ကျင်လာရင်တော့အကြက်တဲကအလွန်ကြဒီမှလာလိမ့်မယ်သုံးမလေးဒါကိုမခံနိုင်ဘူးကျမကသူတခုခုတင်ယူထားပြီးသူ့ခြေထောက်ပေါ်သူရက်တည်နိုင်ဖို့မျှော်လင့်တာပါပဲတာအိုဆရာဟောကိန်းထုတ်သလိုမဖြစ်လာရင်တောင်ဘဝကိုကောင်းကောင်းဖြတ်သန်းနိုင်မှာပေါ့ဒါပေမဲ့သုံးမလေးကတော့စော်ကားခံလိုက်ရတယ်လို့ခံစားရပြီးမျက်နှာတွေရဲတက်လာကနှုတ်ခမ်းကိုကိုက်ပြီးဒီလိုညစ်ပတ်တဲ့အလုပ်မျိုးကိုငါဘယ်လိုလုပ်လို့ရမှာလဲလို့ပြောခဲ့တယ်ဝမ်းနဲ့ဒေါသထွက်စွာနဲ့ထွက်သွားပြီးအဖေနဲ့အမေစီမှာတိုင်တန်းခဲ့တယ်ကျမမိုးကြိုးပြစ်ခံလိုက်ရတယ်လို့ဖြစ်သွားတယ်ဒါကညစ်ပတ်တဲ့အလုပ်တယ်လားသူကကျမနဲ့ဒုတိယညီမလေးကိုအမြဲတမ်းညစ်ပတ်တဲ့လူတွေလို့မြင်နေခဲ့တာလားရင်ထဲမှာကြံနေသေးတဲ့အနှဲငယ်သောညီအမမြစ်တာလေးကအဆအရာရာအပိုင်းပိုင်းပြတ်သွားခဲ့ပါပြီဒုတိယညီမလေးကကျမလက်ကိုဆွဲပြီးညင်သာစွာခေါင်းခါပြတယ်ကျမရဲ့ရင်တွေအေးဆက်သွားပါပြီ
သူကကျမကိုအမလို့မခေါ်တော့သလိုကျမလည်းသူ့ကိုညီမလို့မခေါ်တော့ဘူးကျမတို့ကခေါင်မိုးတစ်ခုတည်းအောက်မှာနေတဲ့သစိမ်းတွေဖြစ်သွားကြတယ်ကျမကမနက်စောစောထညင်းနှက်မှပြန်ပြီးဆိုင်တဲ့အိမ်ကိစ္စတွေနဲ့အလုပ်ရှုပ်နေတာတခုခုကိုပိုဖမ်းဆုပ်ချင်စိတ်နဲ့ရင်ထဲကဗလာဖြစ်နေတာကိုအားဖြည့်ချင်ခဲ့တယ်သူကတော့စူညံပျော်ရွှင်စွာနဲ့စိတ်ပူစရာမရှိဘဲနေတုန်းပါပဲအိမ်မှာသူ့ရဲ့ရေမောတန်တွေကအမြဲတမ်းပြန့်နှံ့နေပြီးသူ့ရဲ့မစင်မချင်လုပ်ရက်တွေကကျမနဲ့ဒုတိယညီမလေးကိုပိုပြီးငြိမ်သက်သွားစေပါတယ်ညများစွာမှာသူ့ရဲ့ရေမောတန်တွေကိုကြားရတာစိတ်နှောက်ယှက်ဖြစ်မိပေမဲ့တနေ့မှာတော့သူ့အတန်ကြောင့်အိတ်မပျော်တော့ပဲရုတ်တရက်သဘောပေါက်သွားတယ်သူရေရတာကဒီအိမ်ကသူ့အိမ်ဆိုတာတေချာနေလို့ပါပဲကျမမရေနိုင်တာကဒီအိမ်ကကျမရက်တီရာခိုးလို့ရမဟုတ်ဘူးဆိုတာတေချာနေလို့ပါပဲလူအချို့ကမွေးလာကလေးကအိမ်မရှိကြပါဘူးသဘောပေါက်သွားတဲ့အဲ့ဒီညမှာကျမတအားငိုခဲ့တယ်ဒုတိယညီမလေးကသူ့ခုတင်ပေါ်ကနေထလာပြီးအတန်မထွက်ပဲကျုံကိုငေးကြည့်နေတဲ့ခြေပလာနဲ့ကျမခုတင်စီလျှောက်လာပြီးစိုးရိမ်ပူပန်မှုနဲ့နားလည်ပေးတဲ့အကြည့်နဲ့ကြည့်တယ်ကျမကညင်သာစွာနဲ့ငါအဆင်ပြေပါတယ်။သွားအိတ်တော့ခဏနေငိုတာရက်သွားမှာပါလို့ပြောတော့သူနာခံတက်စွာနဲ့ပြန်အိတ်သွားတယ်။ကျမရဲ့ဖိနှိပ်ထားတဲ့ငိုတန်တွေကိုကြားလိုက်ရပေမဲ့နောက်တနေ့မနက်မှာသူ့မျက်လုံးတွေလည်းဖောင်းနေခဲ့တယ်။သူလည်းငိုနေခဲ့တာပဲဒါပေမဲ့အတန်မထွက်ပဲကြောက်လန့်နေတဲ့ငှက်ငယ်လေးလိုငြိမ်သက်စွာနဲ့ပေါ့ရင်ထဲမှာကြောက်လန့်မှုတွေပောက်ကွဲလူနီးပါးဖြစ်နေပေမဲ့ဘာအတန်မှမထွက်ရဲခဲ့ဘူး။ဒီအိမ်ကြီးကမှောင်မဲနေတဲ့တောအုပ်ကြီးနဲ့တူပါတယ်။ငှက်ချိုးကအတန်ထွက်ခွင့်မရှိကြပါဘူး။စူညံပျော်ရွှင်စွာပြန်တန်းခွင့်ရတဲ့ငှက်မျိုးကိုကျမတို့ဖြစ်မိကြမလားဖြစ်မိတာပေါ့။ဒီအတ္တတရားကကြာလာတာနဲ့အမျှမုန်းတီးမှုတွေဖြစ်ပေါ်လာစေတဲ့ပုံမှန်ဆိုရင်ငြိမ်နေပေမဲ့တကယ်ပောက်ကွဲထွက်လာတဲ့အခါကိုယ်တိုင်တောင်အံ့ဩသွားရတယ်။အဖေနဲ့အမေကကျမကိုတေးအောင်ဆွဲထားကြတယ်။ကျမကရုန်းကန်ရင်သူ့ကိုကန်ထုတ်ချင်လောက်အောင်မုန်းတီးနေခဲ့တယ်။အဖေကကျမလက်ကိုဆွဲထားပြီးအမေကမျက်နှာကိုပြင်းပြင်းထန်ထန်ရိုက်ချလိုက်တဲ့အခါမှသာအဲ့ဒီအကြမ်းဖက်မှုကြီးတဲ့ကနေသတိပြန်ဝင်လာသလိုဖြစ်သွားတယ်။ကျမမျက်နှာကထုံထိုင်းသွားပြီးပါးစပ်ထဲမှာသွေးနှံတွေရနေတယ်။အမေကိုအေးဆက်ဆက်အကြည့်နဲ့စူးစိုက်ကြည့်လိုက်တော့အမေကကြောက်ပြီးတလန်းဆုပ်သွားတယ်။အဖေကလက်ကိုလွှတ်လိုက်ပြီးမင်းသူ့ကိုတက်ချင်လို့လားမင်းကအမလေးဒီလိုအမလုပ်တာမျိုးရှိလို့လားမင်းကအမပဲနည်းနည်းလိုက်ရောလိုက်ရင်ဘာဖြစ်လဲမင်းကအမဆိုတော့ညီမကိုကာကွယ်ပေးရမှာပေါ့အမဖြစ်နေတာကအပြစ်လားတစ်သက်လုံးကြိုးကြီးနဲ့ချီနှောင်ခံထားရမှာလားလို့ဒေါသတကြီးအော်နောက်တယ်။ကျမရဲ့အတန်ကအေးဆက်နေပြီးအယိုးထဲထိစိတ်ဝင်နေတဲ့မုန်းတီးမှုတွေနဲ့ပြည့်နေတယ်။အမဖြစ်တော့ဘာဖြစ်လဲအမဖြစ်ယုံနဲ့သူတည်တဲ့အထိအမကအစားဝင်တည်ပေးရမှာလားကျမကသူ့ထက်3နှစ်ပဲကြီးတာ3နှစ်လိုက်ရောတာကညီအမမြစ်တာပြည့်စုံစေဖို့ပဲ3နှစ်နောက်ပိုင်းမှာကိုလန်းကိုရှောက်မင်းသူကကျမကိုအမလို့မြင်ရင်ကျမလည်းညီမလို့မြင်မဲမမြင်ဘူးဆိုရင်တော့သစိမ့်ပဲပေါ့သူကကျမကိုဒုက္ခပေးဝင်နေဆိုရင်ကျမလည်းသူ့ကိုတရိษံတကောင်လိုပဲဆက်ဆံမဲသူလှုပ်လို့ခံရတာကိုကြအေးစုတင်ရမယ့်သဘောတရားမှမရှိတာကျမရဲ့ဒေါသကအလွန်အမင်းပြင်းထန်နေတယ်လီရကျင့်နားထောင်ဆန်းကမှမင်းလိုညီမမျိုးမရှိဘူးမင်းနဲ့ငါနဲ့ဆက်ဆံရေးအပြက်ပဲလီရကျင့်ကသူ့မျက်နှာကိုအုတ်ကမယုံကြည်နိုင်လောက်အောင်ကြည့်နေတယ်သူ့မြင်မှာသူကဘယ်တော့မှကျမတို့ကိုအလေးမထားခဲ့ဘူးကျမတို့ကိုစိတ်ကြိုက်စီမံခန့်ခွဲနိုင်တယ်ဆက်ဆံနိုင်တယ်လို့ထင်နေခဲ့တာကျမတို့ကသူ့ရဲ့အမတွေမဟုတ်ပဲသူ့ရဲ့အစီခံတွေကျုံတွေကျမတွေပဲပေါ့သူခံစားရသမျှအရာရာတိုင်းကမွေးရပါထိုက်တန်တယ်လို့အမြဲထင်နေခဲ့တာဒါပေမဲ့ထိုက်တန်တာဘာမှမရှိပါဘူးအမဖြစ်ယုံနဲ့ညီမကိုအမြဲတမ်းလိုက်ရောရမယ်လို့ဘယ်မှာရှိလဲအမဆိုတာညီမထက်နည်းနည်းစောပြီးမွေးလာတာပဲလေနည်းနည်းလိုက်ရောတာကပြီးပေမဲ့ဘာလို့တစ်သက်လုံးလိုက်ရောနေရမှာလဲတစ်ချိန်လုံးချိန်ခွင်နှစ်ဖက်ပေါ်မှာတင်ထားရမယ်ဆိုရင်ဒါကမတရားပါဘူးလိုက်ရောခိုင်းမယ်ဆိုရင်တောင်ချိန်ခွင်ကမယိမ့်မယိုင်ပဲနေမယ်ဆိုရင်ချိန်ခွင်ရဲ့တစ်ဖက်မှာရှိနေတာကညီမအပေါ်ထားတဲ့အမရဲ့မေတ္တာပဲဖြစ်ရမယ်ညီမကအမအပေါ်မေတ္တာမရှိဘူးဆိုရင်အမကလည်းညီမကိုလိုက်ရောရမယ့်တာဝန်မရှိတော့ပါဘူးမရဲ့အသက်9နှစ်ကညီမရဲ့အသက်9နှစ်နဲ့နှိုင်းယှဉ်ရမယ်အမကိုအသက်9နှစ်မှာတိတက်ရမယ်လို့တောင်းဆိုရင်ညီမကိုလည်းအသက်9နှစ်မှာတိတက်ရမယ်လို့တောင်းဆိုရမယ်အမရဲ့အသက်10နှစ်ကညီမရဲ့အသက်10နှစ်နဲ့နှိုင်းယှဉ်ရမယ်အမကိုအသက်10နှစ်မှာကိုယ်ပိုင်ရက်တည်နိုင်ရမယ်လို့တောင်းဆိုရင်ညီမကိုလည်းအသက်10နှစ်မှာကိုယ်ပိုင်ရက်တည်နိုင်ရမယ်လို့တောင်းဆိုရမယ်ဒါမှတရားမျှတတာပေါ့ညီမကတစ်သက်လုံးကလေးလုံးနေပြီးအမကတစ်သက်လုံးလူကြီးလုပ်ရမယ်ဆိုတဲ့ဥပဒေမှမရှိတာသူ့လီရင်ချင်းကကျမကိုဆွန့်လွတ်ခဲ့ပြီးကျမလည်းသူ့ကိုဆွန့်လွတ်လိုက်ပြီးကျမတို့ကြားမှာဘာဆက်ဆံရေးမှမရှိတော့ဘူးအဲ့ဒီနေ့ကအင်ကြီးထဲမှာလေးလံထိုင်းမိုင်းပြီးတေလောက်အောင်ငိမ်သက်နေတယ်တခါတလေမှအဖေရဲ့ရေပိုက်တန်တက်ပြီးရှိုက်တန်နဲ့အမေရဲ့ငိုတန်ရှိုက်တန်တွေကိုကြားရတယ်အရင်တုန်းကဆိုရင်ကျမနဲ့ဒုတိယညီမလေးကသူတို့ရဲ့အခက်အခဲတွေကိုတနာမိပြီးစိတ်ပျော်သွားတတ်ကြပေမဲ့အခုတော့ကျမဒုတိယညီမလေးကိုခေါ်ပြီးထွက်လာခဲ့ပြီအမေကအော်ဟစ်လိုက်ပြီးဖေဖေသွားချော်လေးလို့ပြောပေမဲ့ကျမတို့လုံးဝမကြားချင်အောင်ဆောင်ကအိမ်ထဲကနေဖြည်းဖြည်းချင်းထွက်လာခဲ့တယ်ဒုတိယညီမလေးကနားမလဲပေမဲ့ကျမနောက်ကိုလိုက်လာခဲ့တယ်ကျမတို့ရဲ့လက်နှစ်ဖက်ကတင်းတင်းဆုပ်ထားလျက်ပေါ့အမပဲသွားကြမှာလဲလို့လမ်းကြားထဲကထွက်လာတော့သူ့ရဲ့ကြောပြင်ကကိုင်းကျသွားပြီးအတန်ထဲမှာစိတ်ပြတ်အားငယ်မှုနဲ့ကြောက်လန့်မှုတွေလွှမ်းနေတယ်
ကျမသူ့ကိုအလွန်တနာမိတယ်လီယွင်ကျင့်စီစဉ်ပေးလိုက်တဲ့ကံကြမ္မာထဲမှာသူကအဆိုးရွားဆုံးခံရမယ့်သူပါပဲဂုံညံကျန်းနဲ့အိပ်ရမယ်ဇောက်ကျန်းရှောင်လို့ခေါ်တဲ့အမျိုးသားရဲ့ဆက်ဆုပ်မှုကိုလည်းခံရမယ်ဂုံညံကျန်းကလူမိုက်လားမိန်းကလေးနှစ်ယောက်ရဲ့ကွာခြားချက်ကိုမခွဲခြားနိုင်ဘူးလားဇောက်ကျန်းရှောင်ကလူမြင်ကန်းနေလို့လားမိန်းကလေးတစ်ယောက်ကိုအစိတ်ဖြေဖို့ခေါ်လာမှန်းသိပေမဲ့ကိုဖတ်ထားတဲ့မိန်းကလေးကဘသူလဲဆိုတာမသိဘူးလားဒါတွေကလီယွင်ကျင်းကသူ့ကိုယ်သူလှည့်စားနေတဲ့ပုံရိပ်ရောင်တွေပါပဲသူကသူ့ကိုယ်သူလွတ်မြောက်ချင်ုံနဲ့ဒုတိယညီမလေးရဲ့အသက်အိုးအိမ်ကိုလုံးဝမငဲ့တော့ဘူးဇောက်ကျန်းရှောင်ကလီရင်ကျင်းကြောင့်လက်ထက်တောင်းရမ်းဖို့ရောက်လာခဲ့တာမင်္ဂလာဆောင်တဲ့နေ့မှာသူတို့သမီးအစားထိုးခံရတာကိုသိရင်ဘလို့လို့မဆူပူပဲနေမလဲတခြားသူတွေကလူမိုက်တွေဖြစ်ပြီးသူ့ရဲ့ဇညွန်အတိုင်းမငြိမ်မသက်မျိုးချသွားမယ်လို့ထင်နေတာလားလက်ထက်တယ်ဆိုတာတသက်တာအရေးကြီးဆုံးကိစ္စပါယောက်ျားလေးရောမိန်းကလေးပါနှစ်ဖက်စလုံးအတွက်အတူတူပါပဲဘသူကမှအနိုင်ကျင့်ခံရတာကိုစေတနာနဲ့လက်ခံမှာမဟုတ်ပါဘူးနောက်ဆုံးရလက်ကဇောက်ကျန်းရှောင်ကလက်ခံလိုက်မယ်ဆိုရင်တော့အပြိုစင်ဘဝမရှိတော့တဲ့ဒုတိယညီမလေးကောင်းကောင်းမွန်မွန်နေရမှာမဟုတ်ဘူးဇောက်ကျန်းရှောင်လက်မခံဘူးဆိုရင်ဒုတိယညီမလေးကိုအိမ်ပြန်ပို့ရင်လည်းကောင်းမှာမဟုတ်ဘူးအဖေနဲ့အမေကမိသားစုအဆက်ကွဲစေတယ်ဆိုပြီးအထင်သေးကြမယ်လီရင်ကျင်းကလည်းဂုံညံကျန်းနဲ့အိတ်ခဲ့ဘူးတယ်ဆိုပြီးဆက်ဆုပ်အနိုင်ကျင့်လိုက်မယ်ဒီလိုနူးညံ့တိမ်မွေးတဲ့ဇယားရှိတဲ့သူအတွက်တက်သေးဖို့ပဲရှိတော့တယ်လို့ကျမမတွေးပဲမနေနိုင်ဘူးလီရင်ကျင်းကသူ့ကိုဒီလိုလုပ်ရဲတာကသားသမီး၃ယောက်ထဲမှာအဖေနဲ့အမေကသူ့ကိုအဆိုးဆုံးဆက်ဆံခဲ့လို့ဖြစ်ရမယ်ရုပ်ရည်ကလည်းမကောင်းဘူးအဖေနဲ့အမေရဲ့အားနည်းချက်တွေကိုပဲအမွေဆက်ခံထားတဲ့ဇယိုက်ကလည်းနူးညံ့ပြီးလူတိုင်းကိုအမြဲလိုပြုံးပြနေတတ်တဲ့ဒီလိုလူမျိုးကသူ့ရဲ့ကောင်းကွက်ကိုမမြင်တဲ့သူတွေရဲ့အမြင်မှာတော့အနာဂတ်မရှိဘူးအနိုင်ကျင့်ရင်အနိုင်ကျင့်လို့ရတဲ့သူပေါ့ဒါပေမဲ့ကျမကသူ့ရဲ့ကောင်းကွက်ကိုသိပါတယ်။သူကနှွေးထွေးပြီးတိမ်မွေ့တယ်ဘလောက်ပဲခက်ခဲတဲ့ဧည့်သည်ဖြစ်ပါစေ။သူကအကောင်းဆုံးစကားပြောတတ်တဲ့လူတွေဘာလို့ဒေါသထွက်နေလဲဆိုတာကိုနားလည်ပေးနိုင်ပြီးလူတွေသူ့အပေါ်ဒေါသမထွက်နိုင်အောင်လုပ်နိုင်တဲ့သူ့ရဲ့စိတ်ထားကသေးသွယ်သလိုချုပ်လုပ်တဲ့လက်ရာတွေမှာလည်းသူ့လက်ရာကအကောင်းဆုံးနဲ့အတန့်စင်ဆုံးပါပဲ။သူ့ရင်ထဲမှာမျက်နှာသာပေးတဲ့အမှန်တစ်ချက်ရှိတယ်။ဘသူကသူတို့ကိုကောင်းတယ်ဘသူကမကောင်းဘူးဆိုတာသူအတိအကျသိပါတယ်။သူကအဲ့ဒီကိစ္စတွေကိုအပြစ်မတင်ချင်တာပါနည်းနည်းနာတာကိုခံလိုက်မယ်ပေါ့။သူလိုချင်တဲ့တခုလေးသောဆန္ဒလေးကနောက်တစ်ချိန်အိမ်အောင်ကြရင်ကိုကိုလက်ခံနိုင်တဲ့အိမ်လေးတစ်လုံးရှိဖို့ပါပဲ။အဲ့ဒီအိမ်မှာငိုချင်ရင်ငိုနိုင်မယ်ရဲချင်ရင်ရဲနိုင်မယ်တချင်းဆိုချင်ရင်ဆိုနိုင်မယ်။ကျမလည်းအဲ့ဒီအတိုင်းပါပဲဒါပေမဲ့လီရင်ကျင်းကဒီအိမ်မက်ကိုဖျက်ဆီးပစ်ခဲ့တယ်ချစ်ကြိုက်ခဲ့ရတဲ့အကျိုးမြတ်တွေကိုတော့သူယူသွားပြီးဖင်းလဲထွက်သွားကအခက်ခဲတွေကိုတော့ကျမတို့စီမှာခြံထားခဲ့ခြင်းနေတယ်လောကကြီးမှာဒီလိုဈေးပေါ်တဲ့အလုပ်မျိုးမရှိပါဘူးကျမအဲ့ဒီအိမ်သုံးလုံးရဲ့လိပ်စာတွေကိုမှတ်ထားလိုက်ပြီးတစ်ခုချင်းစီလိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်ရောက်ခါနီးမှာကျမရက်လိုက်ပြီးအိမ်နီးနားချင်းတွေရဲ့တကားကိုတစ်ခုချင်းစီခောက်လိုက်တယ်တကောင်ကြီးရှင်ဆိုခြင်းရွံဆိုတဲ့အမျိုးသားရဲ့အိမ်ဘဲမှာလဲသိပါသလားသူကျမတို့အိမ်ကိုလာတောင်းရမ်းလို့ပါဒါပေမဲ့ကျမကအဲ့ဒီအမျိုးသားကိုမသိပါဘူးဒီလူမှားသွားတာလားလို့မေးချင်လို့ပါလို့မေးတယ်သူတို့ကလမ်းညွန်ပြသပေးကြတော့ကျမကျေးဇူးတင်စကားပြောပြီးနောက်ထပ်အိမ်နီးနားချင်းတယောက်ရဲ့တကားကိုထပ်ခောက်တယ်ဒီလိုနဲ့အိမ်ချို့ကိုမှားခောက်ပြီးတဲ့နောက်မှာတော့နောက်ဆုံးတော့ဆိုခြင်းရွံရဲ့အိမ်တကားကိုမှန်ကန်စွာခောက်နိုင်ခဲ့ပါပြီအိမ်ဝမှာတော့လူအချို့ရက်ပြီးကြည်နေကြပါတယ်။ကျမကိုနာမည်ကိုမိတ်ဆက်လိုက်တော့ငယ်သားတယောက်ဝင်ပြီးသတင်းပို့သွားတယ်ခဏကြာတော့ဆိုချင်းရွံကိုယ်တိုင်အိမ်ဝကိုထွက်လာတယ်။သူဝမ်းသာအားရနဲ့ပြေးလာပြီးမျက်နှာမှာအပြုံးတွေနဲ့ပြည့်နေတယ်။ဒါပေမဲ့ကျမရဲ့မျက်နှာကိုတေချာမြင်လိုက်ရတဲ့အခါမှာတော့သူ့မျက်နှာပေါ်ကဝမ်းသာမှုကချက်ချင်းပဟေနိဆန်သွားပြီးတောင်းပန်ပါတယ်မိန်းကလေးကိုတော်ကိုရှာနေတာလားကျမကလန်ဟွာလန်းကလီရင်လော့ပါအဲ့ဒီနေ့ကခမားကျမတို့အိမ်ကိုလာတောင်းရမ်းခဲ့တယ်ဒါပေမဲ့ကျမကခမားကိုမသိပါဘူးဒါကြောင့်ယနေ့လာခဲ့တာကခမားလူမားသွားတာလားလို့မေးချင်လို့ပါခမားလက်ထက်ချင်တာတခြားသူဖြစ်နေမလားလို့ဆိုချင်းရွံမိုးကြိုးပစ်ခံရတယ်လို့ဖြစ်သွားပြီးမင်းကလီရင်လော့တဲ့လားဟွာလန်းမှာတခြားလီရင်လော့ဆိုတာရှိသေးလို့လားကျမဘာချေနေမှန်းမသိပါဘူးတေချာအောင်လာကြည့်တာပါခမားကျမကိုမသိဘူးကျမလည်းခမားကိုမသိဘူးကျမတို့မသိကျွမ်းကြဘူးမဟုတ်လားလို့ကျမအေးအေးဆေးဆေးကြည့်ပြီးမေးလိုက်တယ်သူ့အချိန်မှာသူကအပြစ်ကင်းစင်နေပါတယ်ကျမသူ့ကိုအမှန်တရားပြောပြတင်ကောင်းပြောပြနိုင်ပေမဲ့သူကလီရင်ကျင့်ကိုတစ်ချိန်ကချင်းကပ်ခဲ့ဘူးသူမို့လို့ယနေ့အမှန်တရားကိုပြောပြလိုက်ရင်သူ့ချစ်သူကိုကာကွယ်ဖို့အတွက်ကျမပေါ်အမိုက်တွေလာပုံချမလားဆိုတာကျမမသေးကြဘူးမိဘတွေနဲ့ညီမရဲ့တစ္ဆာဖောက်မှုကိုခံခဲ့ရပြီးနောက်မှာလူတွေကိုတိတ်ကောင်းတယ်လို့ကျမမထင်တော့ပါဘူးကိုအရင်ကာကွယ်ပြီးမှအခြေအနေကြည့်ပြီးမှလူတွေကိုယုံကြည်ရမယ်ဆိုတာကျမသိလာခဲ့ပါပြီဆိုချင်းရွံကကျမထပ်ပိုးပြီးဆက်ဆံရေးကိုဖျက်ချင်နေပါတယ်အထူးသဖြင့်ဘေးဝဲပင်ညာကအိမ်နီးနားချင်းတွေအများကြီးကြည်နေတာကိုတွေ့တော့ကျမနဲ့ဘာဆက်ဆံရေးမှမရှိချင်တော့ဘူးသူကအတန်ကျဲကျဲနဲ့ဟုတ်တယ်ဒီမိန်းကလေးကိုကျမမသိပါဘူးကျမလက်ထက်ချင်တာကဟွာလန်းကတခြားလီရင်လော့ဆိုတဲ့မိန်းကလေးပါမင်းမဟုတ်ဘူးငါသွားစစ်ဆေးအောင်မယ်ဘယ်မှာမှားသွားလဲဆိုတာကိုသိအောင်လို့ပြောတယ်ကောင်းပြီလေဒါဆိုရင်ခမားသွားပြီးစစ်ဆေးလိုက်ပါတောင်းရမ်းတဲ့ကိစ္စကိုဒီမှာတင်ရက်လိုက်ကြရအောင်လို့ကျမညင်သာစွာအယိုအသေးပေးပြီးလှည့်ထွက်လာခဲ့တယ်
ဆိုဂျင်ယွမ်ကလည်းကျမကိုပြန်ယိုအသေးပေးပြီးအမြန်လှည့်ကငယ်သားကိုအမိန်ပေးလိုက်တယ်။အမြန်သွားစစ်ဆေးစမ်းလန်ဟွာလန်းမှာတခြားလီယွင်လော့ဆိုတာရှိသေးလားလို့ပြီးတော့ကိုယ်တိုင်လည်းသွားကြည့်မယ်ဘလို့ဖြစ်ရတာလဲသူဒီအိမ်ထဲဝင်လာတာကိုငါကိုယ်တိုင်မြင်ခဲ့တာပဲလေ။သူအံ့ဩထိတ်လန့်နေခဲ့ပါတယ်။ကျမရင်ဘတ်ကိုလက်သီးနဲ့ထုလိုက်ပြီးကိုယ့်ရဲ့တနာကျင်နာမှုကိုထိန်းချုပ်လိုက်တယ်။သူကိုယ့်ဘက်ကရက်တီချက်မပြတတ်ခင်အထိတော့သူ့ကိုကျမရဲ့မိတ်ဆွေလို့မသတ်မှတ်နိုင်ပါဘူး။ကျမနဲ့ဒုတိယညီမလေးကဇောက်ကျန်းရှောင်စီကိုဆက်သွားကြတယ်။ဒီတစ်ချိန်မှာတော့အခက်ခဲအချိုးနဲ့ကြုံခဲ့ရတယ်။အိမ်နီးနားချင်းတွေကဇောက်ကျန်းရှောင်ဆိုတာဘယ်သူလဲဆိုတာမသိကြဘူး။ကျမရင်ထဲကတန်တရားတွေကပိုပြီးနှဆိုင်လာတယ်။အဲ့ဒီနေ့ကလာတဲ့ပွဲစားကဒီနေရာကိုပြောခဲ့တာပဲ။ကျမမှတ်မိတာမမှားဘူးဆိုတာသိချပါတယ်။နောက်ဆုံးတော့အလွန်တရာကြီးကျယ်ခမ်းနားတဲ့အိမ်တကားကြီးတစ်ခုကိုခောက်လိုက်တဲ့အခါမှာအဆင့်တန်းရှိတဲ့လူကြီးတစ်ယောက်ထွက်လာခဲ့တယ်။ကျမပြောစရာရှိတာပြောပြီးတဲ့အခါသူ့ရဲ့မျက်လုံးတွေထဲမှာအန္တရာယ်ရှိတဲ့ဖိနှိပ်မှုတွေပေါ်လာတယ်။သူကကျမတို့နှစ်ယောက်ကိုအထဲမှာခဏဆောင်ဖို့ဖိတ်ခေါ်ပေမဲ့ကျမငင်းပယ်လိုက်တယ်။မတိကျွမ်းသူတွေဖြစ်တဲ့အတွက်တခြားသူတွေရဲ့အိမ်ထဲကိုဒုတိယညီမလေးကိုခေါ်ပြီးကျမမဝင်ရဲဘူးပိုဆိုးတာကကျမရင်ထဲမှာစိုးရိမ်မှုတစ်ခုရှိနေလို့ပါပဲလီယွင်ကျင့်ရောနှောခဲ့တဲ့တတိယအမျိုးသားကတာမန်လူလုံးဝမဟုတ်ဘူးအလွန်ချမ်းသာကြွယ်ဝတဲ့မိသားစုကဖြစ်နိုင်ပြီးအတွင်းရေးအလွန်ပြင်းထန်နေပုံရတယ်မဟုတ်ရင်သူအစိတ်ခတ်ခံရလောက်အောင်ဘာလို့ဖြစ်မှာလဲဒီလိုမိသားစုရဲ့အိမ်တော်တွေကိုကျမလွယ်လွယ်နဲ့မဝင်ရဲပါဘူးအဲ့ဒီလူကြီးလည်းကျမရဲ့စိုးရိမ်မှုကိုရိပ်မိပုံရပြီးလက်အုပ်ချီကခဏဆောင်ဆိုင်ဖို့ပြောပြီးအထဲကိုပြန်ဝင်သွားတယ်ခဏကြာတော့ရုပ်ရည်တန်းပြပြီးတင့်နေတဲ့အမျိုးသားတစ်ယောက်ထွက်လာတယ်သူ့ရဲ့မျက်နှာမှာအစကတော့နည်းနည်းလှဲ့ကွက်ပါတဲ့အပြုံးတစ်ခုပါလာပေမဲ့ကျမနဲ့ဒုတိယညီမလေးကိုမြင်လိုက်ရတဲ့အခါမှာတော့အဲ့ဒီအပြုံးကဇက်သိမ်းသွားပြီးစိတ်မရှည်မှုတွေပါလာတယ်အဲ့ဒီလိုလူဒန်းစားမြင့်မားသူတွေကကျမတို့လိုစင်းရဲသားတွေကိုကြည့်တဲ့စိတ်မရှိမှုမျိုးပါပဲအကြီးစားဆိုင်တွေကိုပစ္စည်းသွားပို့တဲ့အခါတိုင်းကျမအမြဲကြုံတွေ့ရတတ်တာပါပဲဒါပေမဲ့ကျမဒါတွေကိုအကျွမ်းတဝင်ဖြစ်နေပါပြီကျမစကားကိုထပ်ပြောပြလိုက်တယ်အဲ့ဒီနေ့ကပွဲစားတစ်ယောက်အိမ်ကိုရောက်လာပြီးခမ ्या ကကျမရဲ့ဒုတိယညီမလေးလီယွင်ချင်းကိုလက်ထပ်တောင်းရမ်းခြင်းတယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့ကျမရဲ့ဒုတိယညီမလေးကဆိုင်မှာပဲအလုပ်လုပ်နေပြီးအပြင်ဘက်ကိုတိတ်မထွက်ဘူးခမ ्या နဲ့ဘယ်တော့မှမတွေ့ဘူးပါဘူးခမ ्या လူမားသွားတာလားခမ ्या တောင်းရမ်းခြင်းတာကျမရဲ့ဒုတိယညီမလေးဟုတ်ပါသလားဇောက်ကျန်းရှောင်ရဲ့အကြည့်တွေကဒုတိယညီမလေးရဲ့မျက်နှာပေါ်ကိုကြားရောက်သွားပြီးမျက်မှောင်ကျုပ်လိုက်တယ်သူ့ရဲ့မျက်လုံးတွေထဲမှာနှဆိုင်နဲ့ဆက်ဆုပ်ယွန်ရှာမှုတွေရုပ်ဆိုးတဲ့အရာကိုမြင်လိုက်ရတဲ့အခါဖြစ်တတ်တဲ့ဆက်ဆုပ်မှုမျိုးရှိနေတယ်သူကျမရဲ့မေးခွန်းကိုမဖြေဘဲနှာခေါင်းရှုံးလိုက်ပြီးအထက်စီးဆန်တဲ့လေတံနဲ့ငါ့ကိုလိန်ဝှက်နေပေါ့လေသူကျမတို့ကိုအထင်သေးစွာနဲ့ကြည့်ပြီးလှည့်ထွက်သွားတယ်အစအဆုံးမှာကျမရဲ့မေးခွန်းကိုလုံးဝမဖြေသွားပါဘူးအဲ့ဒီလူကြီးကရင်ကျေးပြူငှာပြီးအလန်းကွာဟစွာနဲ့ပြောတယ်မိန်းကလေးပြောတာကျွန်တော်တို့သိပါပြီအမှန်တရားကဘလို့လဲဆိုတာကျွန်တော်ကိုယ်တိုင်စစ်ဆေးပါမယ်ကျွန်တော်တခင်ရဲ့စံနှုန်းကအယမ်းမြင့်ပါတယ်ဘသူကိုမဆိုမျက်စိထဲဝင်လာအောင်လုပ်လို့မရပါဘူးနှစ်ယောက်စလုံးသွားကြတော့လို့ပြောပြီးထွက်သွားတယ်ကျမတို့ဘလောက်တောင်ဝေးဝေးလျှောက်လာကြမှန်းမသိတော့ဘူးကျမနဲ့ဒုတိယညီမလေးရက်လိုက်ကြတဲ့အခါမှာတယောက်နဲ့တယောက်မာနကြောင့်ချွေးတွေစို့နေတဲ့လက်ဖွားတွေဟာဆိုရွေးနေကြပြီးမျက်လုံးထဲမှာလည်းကြောက်လန့်မှုတွေဖုံးကွယ်လို့မရတော့ဘူးတော်သေးတာပေါ့တော်လန်ခဲလို့တော်သေးတာပေါ့အဖေနဲ့အမေကိုမမျှော်လင့်ခဲလို့ပို့ပြီးတော့တော်သေးတာပေါ့လီယွင်ချင်းရဲ့စကားကိုအလွယ်တကူမယုံခဲ့လို့ပေါ့ဇောက်ကျန်းရှောင်ကသူ့ကိုယ်သူမင်းသားလို့ခေါ်တယ်သူယူမဲ့သူကမင်းသမီးဖြစ်ပြီးနန်းတွင်းကိုလိန်လေလှည့်စားတာကခေါင်းဖြတ်ခံရလောက်အောင်ကြီးမားတဲ့အဖြစ်ဆိုတာ तू မသိပဲမနေဘူးသူ့မျက်စိမကန်းပါဘူးကိုခုတင်ပေါ်မှာအတူအိတ်တဲ့မိန်းကလေးကဘသူလဲဆိုတာ तू ကောင်းကောင်းသိတာပေါ့လီရင်ချင်းတယောက်တည်းကသာလူအများကိုသူ့လက်ဖွားထဲမှာကစားလို့ရမယ်လို့ထင်နေခဲ့တာသူ့အတွက်ထိုက်တန်တဲ့တုံ့ပြန်မှုကို तू ခံရပါလိမ့်မယ်ကျမတို့ဂုံညံကျန်းစီကိုမသွားဘဲကလေးငယ်အချို့ကိုလှုပ်ပြီးသူ့စီကိုစာတစောင်ပို့ခိုင်းလိုက်တဲ့စာထဲမှာတော့လီရင်ချင်းကအမကြီးကိုစော်ကားပြီးအနိုင်ကျင့်ခံလိုက်ရလို့သူ့ကိုကဲတင်ဖို့သွားခိုင်းထားတဲ့ဂုံညံကျန်းကစာကိုလက်ခံရရှိတာနဲ့ချက်ချင်းပဲထွက်သွားတယ်ကျမကဂုံညံကျန်းကိုအမှန်တရားသွားပြောဖို့မရည်ရွယ်ပါဘူးသူလဲယုံမှာမဟုတ်ဘူးတချို့အမှန်တရားတွေကိုကိုယ်တိုင်မျက်စိနဲ့မြင်မှသာတေချာပေါက်လက်လွတ်ထွက်ပြီးမပတ်သက်မိအောင်နေနိုင်မှာပါဇောက်ကျန်းရှောင်ကလူကောင်းတယောက်မဟုတ်ပါဘူးမိန်းကလေးတယောက်ကိုအတင်းအကျပ်ကျူးလွန်ရဲတဲ့သူစိတ်တဘောထားကျဉ်းမြောင်းပြီးကိုကြိုးရှာတတ်တဲ့သူဖြစ်လို့လီယွင်ကျင်းနဲ့အရင်ကချစ်ကြိုက်ခဲ့ဘူးတဲ့ဂုံညံကျန်းကိုဘလို့မှလက်ခံပေးမှာမဟုတ်ပါဘူးဒီကိစ္စထဲမှာဂုံညံကျန်းကအပြစ်မရှိပေမဲ့အပြစ်မရှိတဲ့သူတိုင်းကလူကောင်းဖြစ်ချင်မှဖြစ်မှာပါလူသဘောတဘာဝကိုကျမလောင်းကြီးမထက်ချင်ပါဘူးကိုကိုပဲကာကွယ်ချင်ပါတယ်အရာရာကိုလူစွမ်းအားနဲ့လုံနိုင်တဲ့လောက်လုပ်ပြီးကံတရားကိုပဲပုံအပ်လိုက်တော့တယ်ကျမနဲ့ဒုတိယညီမလေးဖြည်းဖြည်းချင်းပြန်လာကြတဲ့အခါအိမ်ရှိမှာလူအများကြီးစုဝေးနေကြပြီးအထဲကနေအချင်းများနေတဲ့အတန်တွေထွက်လာတယ်ကျမတို့နှစ်ယောက်အိမ်နီးနားချင်းအတော်ကြီးရဲ့အိမ်ရှိကိုရောက်တာနဲ့တကားပွင့်လာပြီးအတော်ကြီးကကျမတို့နှစ်ယောက်ကိုလက်နှစ်ဖက်နဲ့ဆွဲသွင်းလိုက်တယ်အရင်ဆုံးမပြန်တဲ့ဦးပြန်သွားရင်မင်းတို့နှစ်ယောက်ပြီးသွားလိမ့်မယ်အဖေနဲ့အမေကမင်းတို့ကိုတေချာပေါက်ဆဲကြလိမ့်မယ်လို့ပြောတယ်
ကျမတို့လည်းတိတ်တဆိတ်နဲ့အိမ်ဝင်းထဲကစူညံတန်တွေကိုနားထောင်နေလိုက်ကြတယ်။ဆိုချင်းယွန်ကအဖေနဲ့အမေကိုလီယွင်လော့ဆိုတဲ့နာမည်နဲ့နောက်ထပ်သမီးတစ်ယောက်ရှိသေးလားလို့တောင်းဆိုနေတယ်။ဂုံညံကျန်းကလည်းလီယွင်ကျင့်ကိုတွေးကျင်လို့ဝင်လာတာကိုအဖေနဲ့အမေကတားဆီးနေရင်းနဲ့တန်တရားဝင်လာကြတယ်။စောက်ကျန်းဆောင်ရဲ့လူတွေကနည်းနည်းနောက်ကျပြီးရောက်လာကြတယ်။ဖြစ်နိုင်တာကစစ်ဆေးဖို့အချိန်နှဲငယ်ကြာသွားလို့ဖြစ်မယ်။အိမ်ထဲမှာရှုပ်ပွားနေတာကိုတွေ့တော့တိုက်ရိုက်ပဲလူတွေနဲ့အတူအိမ်ဝင်းထဲကိုဝင်လာပြီးပုံနေတဲ့လီယွင်ကျင့်ကိုဆွဲထုတ်လာကြတယ်။ကျမတို့ဒေါ်ကြီးရဲ့အခန်းထဲကကတင်ပေါ်မှာရက်ပြီးနောက်ဘက်သတင်းပေါက်ကနေအိမ်ဝင်းထဲကိုလှမ်းကြည့်လိုက်တော့မျက်နှာမှာရောင်စုံဆေးတွေဆေးချယ်ထားပြီးဘလူးတကောင်လိုလှုပ်ထားတဲ့လီရင်ကျင့်ကိုတွေးလိုက်ရတယ်။သူကသူ့ကိုယ်သူတရေတကောင်လိုဆေးချယ်ထားရင်လွတ်သွားမယ်လို့ထင်နေခဲ့တာပဲ။ဒါပေမဲ့သူထွက်လာတဲ့အချိန်မှာပဲဂုံညံကျန်းကယွင်ကျင့်လို့ခေါ်လိုက်ပြီးဆိုချင်းယွန်ကလည်းယွင်လော့လို့ခေါ်လိုက်တယ်။ဆောက်ကျန်းဆောင်ကတော့ပြုံးလိုက်တယ်သူကအစေခံတွေတဲလာတဲ့ကလတ်ထိုင်ပေါ်မှာထိုင်ပြီးကြောက်စရာကောင်းလောက်အောင်အဓိပ္ပာယ်ပါတဲ့ပြုံးနဲ့ပြုံးနေတယ်။ယွင်ကျန်းမင်းမနာမည်တွေအများကြီးရှိတာပဲကိုတကယ်တမ်းဘယ်ဟာကအမှန်လဲလို့သူကမေးတယ်။သူကရေတပုံးဆွဲဆောင်လာခိုင်းပြီးလီရင်ကျင့်ရဲ့မျက်နှာကိုကင်ကာကိုယ်တိုင်ဆေးကြောပေးတယ်။သူ့လက်ချောင်းတွေနဲ့မျက်နှာကိုပြင်းပြင်းထန်ထန်ပုတ်တက်လိုက်တော့လီရင်ကျင့်ကြောက်လန့်တကြားအော်ဟစ်လိုက်ပြီးမျက်ရည်တွေကျလာတယ်။ဂုံညံကျန်းကဇောက်ကျန်းဆောင်ကိုရက်လိုက်ပါလို့အော်တားပေမဲ့ဇောက်ကျန်းဆောင်ကသူ့ကိုတစ်ချက်ကြည့်လိုက်တာနဲ့အဆောင်နှစ်ယောက်ကသူ့ကိုအပြင်းထန်ဖိချလိုက်ပြီးမြေကြီးပေါ်မှာဒူးထောက်ခိုင်းလိုက်တယ်။ဆိုချင်းယွန်ကတော့တိတ်ကိုလိမ်မာတဲ့အခြေအနေကိုမြင်တာနဲ့အလိုလိုဒူးထောက်ချလိုက်တယ်။ဒါကအနေရကိုကြိုတင်သိတတ်တဲ့ဗီဇဖြစ်မှာပါ။သူ့မိသားစုကချမ်းသာတဲ့ဘိုးဘေးတွေကကုန်တယ်တွေဖြစ်လို့အတွေ့အကြုံများတယ်။ဇောက်ကျန်းဆောင်ရဲ့အဆင့်တန်းကတာမန်မဟုတ်ဘူးဆိုတာကိုသူကောင်းကောင်းသိတယ်။အဖေနဲ့အမေကတော့အံ့ဩမြင်တတ်နေကြပြီးသူတို့ရဲ့မျက်လုံးတွေထဲမှာတော့အလင်းရောင်တွေတလက်လက်တောက်နေတယ်။ဒီနေ့မှာပဲတာအိုဆရာရဲ့ဟောကိန်းအမှန်တကယ်ဖြစ်လာပြီဆိုတာသူတို့သဘောပေါက်သွားပုံရတယ်။အိမ်ကရွှေပြီးထွက်လာတာကသူတို့အတွက်တထေးသားတယောက်ကိုတကယ်ခေါ်ဆောင်လာပေးခဲ့ပြီးသူတို့ကတုံတုံရင်ရင်နဲ့တယောက်ကိုတယောက်မိခိုနေကြပြီးအသက်တောင်မရှူရဲကြဘူး။ဇောက်ကျန်းဆောင်ကသူ့လက်ကင်ပေါ်ဝါနဲ့လီရင်ကျင့်ရဲ့မျက်နှာပေါ်ကရေစက်တွေကိုကိုယ်တိုင်တုပ်ပေးပြီးအဲ့ဒီတနာစရာကောင်းတဲ့မျက်နှာကိုကြည့်ကကြောက်စရာကောင်းတဲ့အပြုံးနဲ့ပြုံးပြလိုက်တယ်။အဲ့ဒီနောက်လက်ကင်ပေါ်ဝါနဲ့လက်ကိုတုပ်ပြီးဂုံညံကျန်းရဲ့မျက်နှာပေါ်ကိုပစ်ချလိုက်တယ်။သူကငါရဲ့မိန်းမပဲငါသူ့ကိုမင်းသမီးအဖြစ်တင်မြှောက်ဖို့စဉ်းစားထားတာဒါပေမဲ့အခုကြည့်ရတာသူကစိတ်ဓာတ်မခိုင်ပါဘူးလူပေါင်းစုံကိုလှည့်ဖျားထားတာပဲလို့ပြောတယ်။သူ့ဘေးကအိုမင်းနဲ့လူကြီးတယောက်ကချက်ချင်းရှေ့ကိုတိုးလာပြီးမင်းသားကိုတော်တိုင်ရောက်နေပြီးဘာလို့အမြန်မရှိခိုးကြတာလဲလို့အော်တယ်။အိမ်ဝင်းထဲကလူတွေအကုန်လုံးဒူးထောက်ကျသွားကြတယ်။အတော်ကြီးကလည်းကြောက်လို့စက်မကြည့်ရဲတော့ပဲကျမတို့ကိုဆွဲချလိုက်တယ်။ကျမတို့အသက်တောင်မရှူရဲကြဘူးဘေးကန်းကအတန်တွေကိုမကြားရမှာကိုကြောက်နေမိတယ်ဒါပေမဲ့စိတ်လှုပ်ရှားလုံးလို့လားဒါမှမဟုတ်တစ္ဆာခံခြင်းလို့လားမသိဘူးစကားပြောတဲ့သူတွေရဲ့အတန်ကအယမ်းကျယ်နေတယ်ဆိုချင်းယွန်ကအကျယ်ကြီးနဲ့အော်ပြောနေတာကိုကြားလိုက်ရတယ်မင်းသားကိုတော်တိုင်သိတော်မူပါငယ်သားကဒီမိန်းကလေးကိုမသိပါဘူးငယ်သားလက်ထက်ချင်တာကလီမီသားစုရဲ့သမီးကြီးလီယွင်လော့ပါမင်းသားမြတ်တာရှေ့မှာထင်ရှားစေလိုပါတယ်တဲ့ကျမရဲ့အုံနောက်ထဲမှာဒုံးဆိုတဲ့အတန်မြည်သွားပြီးမျက်စိရှိမှအကုန်ဖြူသွားတယ်သူကိုကာကွယ်ဖို့အတွက်ကျမကိုရေထဲဆွဲချလိုက်တာပဲစောက်ရမ်းယုံမာတဲ့လူယုံမာဒီကောင်မလေးကသူတို့ကလီရင်ကျစ်လိုပဲယွန်စရာကောင်းတယ်ကျမဒေါသထွက်လွန်းလို့တုံနေပေမဲ့လက်တစ်ဖက်ကတော့ကျမရဲ့လက်ကိုတင်းတင်းဆုပ်ထားပေးတယ်အမမကြောက်နဲ့ကျမအဖော်ပြုတ်ပေးမယ်ဘသူ့ကိုမှမယူရဘူးမကြောက်နဲ့ကျမမျက်လုံးတွေကိုမှိတ်လိုက်ပြီးလေချောင်းထဲမှာနာကျင်လာတယ်အမဆိုတာညီမအတွက်အမြဲလိုက်ရောပေးရမယ်ဆိုရင်ချိန်ခွင်ရဲ့တစ်ဖက်မှာရှိနေတာကညီမအပေါ်ထားတဲ့အမရဲ့မြစ်တာပါပဲလီရင်ချင်းအတွက်ဆိုရင်သူတည်သွားတာကိုတောင်လိုချင်ပေမဲ့ဒုတိယညီမလေးအတွက်ဆိုရင်တော့သူ့အတွက်နဲ့တည်ရဲပါတယ်ကျမသူ့လက်ကိုပြန်ဆုပ်ကုပ်လိုက်ပြီးအစဉ်ပြေချောင်းအချက်ပြလိုက်တယ်အကြာကြီးစောင့်ခဲ့ပေမဲ့ဂုံညံကျန်းရဲ့အတန်ကိုလုံးဝမကြားရဘူးအကြာကြီးကြာမှဂုံညံကျန်းရဲ့အတန်ကိုကြားလိုက်ရတယ်ကျွန်တော်တစ်ချိန်ကလီယွင်လော့ဆိုတဲ့မိန်းကလေးတစ်ယောက်ကိုသိခဲ့ပူပါတယ်ဒါပေမဲ့မင်းသားကဒီမိန်းကလေးရဲ့မျက်နှာကိုစေးကြောပေးလိုက်မှသာကိုယ်တိုင်လူမားသွားမှန်းသိခဲ့ရပါတယ်တောင်းပန်ပါတယ်မင်းသားအဖြစ်ကိုခွင့်လွှတ်ပေးပါသူဘသူ့ကိုမှလိန်ညာမသွားဘူးသူကလူကောင်းတစ်ယောက်ပဲဒါပေမဲ့သူ့ကိုကျမလုံးဝမယုံရဲပါဘူးဖြစ်နိုင်တာကသူဒုတိယညီမလေးရဲ့နာမည်ကိုမသိလို့ဖြစ်မယ်ဘာလို့လဲဆိုတော့သူသိတာကလီယွင်ကျစ်တစ်ယောက်တည်းကိုပဲမို့လို့ပေါ့ဒါမှမဟုတ်လီမီသားစုမှာသမီး၃ယောက်ရှိတယ်ဆိုတာသူမသိတာလည်းဖြစ်နိုင်တယ်သိသွားရင်လိန်ညာသွားမှာမဟုတ်ဘူးလို့ဘသူပြောနိုင်မလဲကျမမသေးချာသေးတာနဲ့စက်ကြည့်နေလိုက်တယ်အဖေကဝင်ပြီးအခြေအနေကိုထိန်းဖို့ပြောတယ်မင်းသားကိုတော်ရင်ချင်းကကျွန်တော်တို့ရဲ့အသေးနှလုံးပါအလွန်တိတက်လိမ့်နဲ့တယ်ဘယ်တော့မှအပြင်လူနဲ့တိတ်တဆိတ်မနေပါဘူးဒီကုံကောင်လေးတီတာကကျွန်တော်တို့ရဲ့ဒုတိယသမီးလီရင်ချင်းဖြစ်မှာပါကုံကောင်လေးဟုတ်တယ်မလားအိုးဟုတ်လားဇောက်ကျန်းဆောင်ကလုံးဝမယုံကြည်ပဲတယောတလိုပြုံးပြတယ်ဒါဆိုရင်ငါပဲဆုံးဖြတ်ပေးမယ်မင်းနဲ့လီရင်ချင်းရဲ့ဒုတိယသမီးနဲ့လက်ထပ်လိုက်ရင်ရောဘလို့နေလဲတဲ့
အဲ့ဒီလေတံထဲမှာအထင်သေးတဲ့တယုံမှုတွေပါနေတယ်သူဒုတိယညီမလေးရဲ့ရုပ်ရည်ကိုမြင်ဘူးတယ်ဒုတိယညီမလေးကရုပ်ရည်မလှဘူးဆိုတာသိတယ်ဒုတိယညီမလေးကိုဂုံညံချမ်းနဲ့ပေးစားတာကဂုံညံချမ်းပေါ်တုတ်ပြန်လက်စားချေတဲ့သဘောမျိုးလို့သူထင်နေတာဒုတိယညီမလေးလည်းကြားလိုက်တာနဲ့မျက်နှာတွေဖြူဖြော့သွားပေမဲ့နှက်ခမ်းကိုတင်းတင်းကိုက်ပြီးဘာစကားမှမပြောဘူးဒီလိုစကားမျိုးကိုသူအမြဲတမ်းကြားနေကြဖြစ်နေပါပြီလူတွေနဲ့ဆက်ဆံတဲ့ပထမဆုံးအကြိမ်မှာရုပ်ရည်ကြောင့်အမြဲတမ်းထိခိုက်ခံရတတ်တယ်ဆိုတာသူသိပြီးသားပါဒါပေမဲ့ဒါကပထမဆုံးအကြိမ်လူအများရှေ့မှာဒီလိုလူအဆက်ကွဲစေတာမျိုးခံရတာပဲပိုပြီးယွန်းစရာကောင်းတာကအဖေကလီရင်ချင်းအတွက်သူ့ကိုစတေးလိုက်တာပါပဲအတော်ကြီးကအရန်ဒေါသထွက်နေပြီးလက်ဝါးကိုမြှောက်လိုက်ပေမဲ့သူ့ပေါင်ပေါ်ကိုညင်သာစွာပြန်ချလိုက်တယ်။အတန်ကျဲသွားပြီးဘေးကန်းကကြားသွားမှာကိုကြောက်လို့ပေါ့ဒါပေမဲ့သူ့မျက်နှာပေါ်မှာတော့ဆဲဆိုခြင်းနေတဲ့ပုံစံတွေအပြည့်ပါပဲ။ကျမငြိမ်သက်စွာနားထောင်နေလိုက်တယ်ရင်ထဲမှာတော့ဒေါသနဲ့စိတ်ပြတ်အားငယ်မှုတွေပြည့်နှက်နေတယ်မကျေနပ်ဘူးပေါ့။ဒါပေမဲ့ဘာလို့လို့ရမှာလဲဇောက်ကျန်းရှောင်ကယူးကြောင်ကြောင်နဲ့လူတယောက်သူကလီရင်ကျင့်လိုပဲကိုကျိုးရှာတယ်တခြားသူတွေရဲ့အသက်အိုးအိမ်ကိုဂယုမဆိုင်ဘူးသူတို့အားလုံးသိသိကြတယ်ဒါပေမဲ့ကျမမှာအာနာလည်းမရှိပါရမီလည်းမရှိအားကိုးရလည်းမရှိလက်စားချေဖို့တောင်လမ်းစားမရှိဘူးဘယ်လိုလုပ်ရမလဲကျမဘာဆက်လုပ်ရမလဲကန်ဆိုးမှုမှောင်ကျလာတာကိုပဲစောင့်နေရမှာလားကျမတို့အစွမ်းကုန်စူးစမ်းခဲ့ကြပေမဲ့ဒီလိုရှုပ်ထွေးတဲ့ဖူးစာကိုတော့ရှောင်လွဲလို့မရနိုင်ဘူးလားကျမစိတ်တွေပူလောင်နေတဲ့အချိန်မှာပဲဂုံညံချမ်းရဲ့အတန်ကိုကြားလိုက်ရတယ်မဟုတ်ပါဘူးကျွန်တော်နဲ့လီမီသားစုရဲ့ဒုတိယသမီးနဲ့မတိကျွမ်းပါဘူးဒါပေမဲ့သူကတကယ်ကိုကောင်းတဲ့မိန်းကလေးတစ်ယောက်ဖြစ်မယ်လို့ထင်ပါတယ်ဒါပေမဲ့ကျွန်တော်သိတာကသူမဟုတ်ပါဘူးမင်းသားကိုလည်းသူနဲ့လက်ထပ်ဖို့တောင်းဆိုရဲစရာအကြောင်းမရှိပါဘူးကျွန်တော်မှချစ်သူရှိပြီးသားပါဒီလိုကောင်းတဲ့မိန်းကလေးကိုမနှောက်ယှက်ဝင့်ပါဘူးကျွန်တော်လူမားခဲ့ပါတယ်မင်းသားကိုစော်ကားခဲ့ပါတယ်အပြစ်ကိုဝန်ခံပါတယ်မင်းသားရဲ့အပြစ်ပေးမှုကိုခံယူပါမယ်သူမြေကြီးပေါ်မှာဒူးထောက်ရင်မန်တင်းတင်းနဲ့ပြောနေတယ်ကျမရင်ထဲမှာတက်ပြင်းချလိုက်နိုင်တယ်သူတကယ်လူကောင်းတစ်ယောက်ဖြစ်နေတာပဲဒါပေမဲ့တစ်ချိန်တည်းမှာပဲမပြုံးပဲမနေနိုင်ဘူးဟာအမျိုးသား၃ယောက်ထဲမှာသူ့ကိုယ်သူတစ်ယောက်ထဲကောင်းတဲ့သူကိုခြံထားပြီးကြံတဲ့လူရုပ်မှာ၂ယောက်ကိုကျမတို့စီပေးခဲ့တယ်သူတကယ်မိုက်တာပဲအယိုးထဲထိမိုက်တာပဲဂုံညံချမ်းကိုကြောက်ပြားရိုက်တဲ့တံပေးပြီးအိမ်ဝင်းထဲမှာအပြစ်ပေးတယ်လီရင်ကျင့်ကြောက်လက်တကြားနဲ့အော်ငိုပေမဲ့ဇောက်ကျန်းရှောင်ကတယော်တလိုပြုံးပြီးဂုံညံချမ်းကိုကြောက်ပြားထပ်တိုးပေးခိုင်းတယ်အဲ့ဒီကြောက်ပြားကဂုံညံချမ်းရဲ့အသက်ကိုထွက်သွားစေလူနီးပါးဖြစ်စေခဲ့ပြီးအိမ်ဝင်းထဲကလူတွေအကုန်လုံးကိုလည်းကြောက်လက်တကြားနဲ့အတန်တောင်မထွက်ရဲအောင်ဖြစ်သွားစေတယ်ဂုံညံချမ်းတန်ရာခံပြီးသွားတဲ့အခါဇောက်ကျန်းရှောင်ကငိုတာတောင်မငိုရဲတော့ပဲကြောက်နေတဲ့လီရင်ကျင့်ကိုကြည့်ပြီးတယော်တလိုပြောတယ်အရန်ဆိုရင်မင်းကိုမင်းသမီးအဖြစ်တင်မြောက်ချင်ခဲ့တာဒါပေမဲ့အခုကြည့်ရတာမင်းကငါရဲ့ကိုလုတ်တော်အဖြစ်ပဲထိုက်တန်တယ်လို့မြင်နေအိမ်မှာငိမ့်ငိမ့်နေအပြင်ကိုရှောက်မသွားနဲ့၃ရက်နေရင်ငါလာခေါ်မယ်သူ့အဖေနဲ့အမေကိုစူးစူးရိုက်ရိုက်ကြည့်လိုက်တော့အဖေနဲ့အမေရဲ့မျက်နှာတွေဖြူဖြော့သွားပေမဲ့တခွန်းတလေတောင်ပြန်မပြောရဲပဲခေါင်းညိတ်ပြီးပြုံးပြယုံသာတက်နိုင်ကြတယ်။သူ့အိုမင်းနဲ့အစေခံ၂ယောက်ကိုလီရင်ကျင့်ကိုစောင့်ကြည့်ဖို့ခြံထားခဲ့ပြီးလူတွေကိုခေါ်ကားထွက်သွားတယ်။ဒီဇလန်းကြီးပြီးဆုံးသွားတဲ့အခါအဖေနဲ့အမေကမျက်နှာတွေညီရဲလာပြီးအစေခံ၂ယောက်ကိုအိမ်မှာနေခိုင်းကြတယ်။လီရင်ကျင့်ကတော့နှက်ခမ်းတွေတုံရီနေပြီးမယူဘူးဆိုတဲ့စကားကိုလုံးဝမပြောရဲတော့ပဲသူ့မျက်နှာပေါ်မှာထူးဆန်းတဲ့ဝမ်းသာမှုအနီရောင်လေးတွေပေါ်လာတယ်။အဲ့ဒီလိုရှုပ်ထွေးတဲ့စိတ်ခံစားချက်တွေစိုးရိမ်မှုကြောက်လန့်မှုပျော်ရွှင်မှုနောင်တရမှုကောင်းကင်ကပုံကျလာတဲ့မုံလုံးလိုဖြစ်နေပြီးအဲ့ဒီမုံလုံးကိုစွန့်ပစ်မိတော့မလို့ဖြစ်သွားတာကိုနောင်တရနေတာပါဒါပေမဲ့တစ်ဖက်လူကသူ့ကိုဆက်ယူမယ်ဆိုတော့သူ့ကိုတန်ဖိုးထားခံရတယ်ဆိုတဲ့ပျော်ရွှင်မှုမျိုးမင်းသမီးဖြစ်ရမယ့်အစားကိုလုတ်တော်ပဲဖြစ်ရတော့မှာကိုနောင်တရနေတာပါသူ့ရဲ့စိတ်ခံစားချက်ထဲမှာနစ်မြုပ်နေပြီးအဖေနဲ့အမေကိုလည်းမေ့သွားတယ်ညီအမတွေကိုလည်းမေ့သွားတယ်ကြောက်လန့်နေတဲ့ဆိုချင်းရွံ့နဲ့တေလူမျောပါဖြစ်နေတဲ့ဂုံညံချမ်းကိုလည်းမေ့သွားတယ်ဒီညမှာဘသူမှကောင်းကောင်းအိတ်မပြောကြပါဘူးကျမနဲ့ဒုတိယညီမလေးကအတော်ကြီးအိမ်မှာတညအိတ်ခဲကြတယ်ကျမတို့ပတ်စံအချို့ပေးတော့အတော်ကြီးကလုံးဝမယူခြင်းဘူးကျမတို့တင်းခံနေမှသာတက်ပြင်းချပြီးလက်ခံလိုက်တယ်မင်းတို့လည်းတနာစရာပါပဲအဲ့ဒီဆိုချင်းရွံကတော့လိမ္မာတယ်ဂုံညံချမ်းကတော့နည်းနည်းမာတယ်ဒါပေမဲ့အဲ့ဒီလူကမင်းသားဖြစ်နေတယ်ဟာယိုယွင်ကျင်းကဘလို့လို့သူ့ကိုတည်သွားတာလဲတကယ်အံ့ဩစရာကောင်းလိုက်တာအဲ့ဒီတာအိုဆရာပြောတာတကယ်မှန်နေတာပဲဒါကြောင့်မင်းတို့အဖေနဲ့အမေကသူ့ကိုချစ်တာပေါ့လို့အတော်ကြီးကစိတ်လှုပ်ရှားစွာနဲ့တယောက်တည်းပြောနေပြီးကျမတို့ကိုတောင်စကားမပြောခွင့်ပေးဘူးမင်းသားဆိုတာကိုနဲ့ဘယ်တော့မှမထိတွေ့နိုင်တဲ့လူစားမျိုးပါလီရင်ကျင့်ကြောင့်သူဒူးထောက်ပြီးအိမ်ဝင်းထဲကိုဝင်လာခဲ့တာကအလွန်ကြီးမားတဲ့ဂုဏ်ယူစရာကြီးပါဒါပေမဲ့ကျမမရေနိုင်ပါဘူးလီရင်ကျင့်အာနာရလာတာကကျမနဲ့ဒုတိယညီမလေးရဲ့ညီကုန်းပါပဲသူအာနာမရှိစွမ်းအားမရှိတော့ကတော့ကျမတို့ကိုလူလိုမဆက်ဆံခဲ့ဘူးအာနာရှိလာရင်ကျမတို့ကိုခွေးလိုဆက်ဆံလိမ့်မယ်ပြီးတော့သူကလည်းလူကောင်းတစ်ယောက်မဟုတ်ပါဘူးယူးကြောင်ကြောင်နဲ့မိန်းမယူတစ်ယောက်ကကျမတို့ရဲ့ဘဝတွေကိုဖျက်ဆီးပစ်လိုက်မယ်ဆိုခြင်းရွံကလည်းဘေးကနေလွတ်သွားသလိုထင်ရပေမဲ့စောက်ကျန်းရှောင်ကဂုံညံချမ်းကိုရိုက်နှက်ခဲ့တာကတမျိုးတော့ကျေနပ်စရာဖြစ်ပေမဲ့ဆိုခြင်းရွံလည်းအချိန်တန်ရင်တုံ့ပြန်မှုခံရမှာပါ
လီယွင်ချင်းကသူ့ကိုယ်သူကာကွယ်ဖို့အတွက်အဖေနဲ့အမေနဲ့ပေါင်းပြီးကျမကိုဆိုချင်းရွယ်နဲ့လက်ထပ်ဖို့အတင်းဖိအားပေးလိမ့်မယ်ဒါပေမဲ့ဘာလို့လဲဘာလို့သူ့မလိုချင်တဲ့အမျိုးသားကိုကျမကောက်ယူရမှာလဲဘာလို့သူ့အတွက်ကျမစတေးရမှာလဲကျမမှာတန့်စင်စစ်မှန်တဲ့အချစ်စစ်နဲ့စစ်မှန်တဲ့ခင်မွန်းတယောက်ကိုပိုင်ဆိုင်ခွင့်မရှိတော့ဘူးလားကျမတညလုံးလှည့်ပတ်နေရင်းနဲ့မနက်လင်းခါနီးမှအိပ်ပျော်သွားပြီးပုံမှန်မင်္ဂလာဒိုးတန်တွေကြောင့်နန်နိုးလာတဲ့ဆိုချင်းရွံကကျမတို့အိမ်ကိုတောင်းရမ်းဖို့ရောက်လာခဲ့ပြီးပွဲစားကိုငှားလာပြီးအဖေနဲ့အမေလည်းအပျော်ကြီးပျော်နေကြပြီးသူတို့ကိုဧည့်ခံနေကြတယ်မင်္ဂလာဧည့်သည်တွေအသွားလာလုပ်နေကြပြီးအားလုံးပျော်ရွှင်နေကြပေမဲ့ဘသူမှကျမရဲ့ဆန္ဒကိုမစင်စားပေးကြဘူးကျမကိုဒီလိုစီမံခန့်ခွဲနေကြတာပေါ့ဒါပေမဲ့ကျမကန်တရားကိုလက်မခံချင်ပါဘူးအိမ်ကိုမပြန်ဘူးပြန်လဲအတိတ်ပဲမရှိပါဘူးဆိုချင်းရွံအိမ်ပြန်မဲ့လမ်းမှာကျမစောင့်နေလိုက်တယ်ခဏလောက်စောင့်ပြီးနောက်ဆိုချင်းရွံရောက်လာတယ်သူကကျမကိုမြင်တာနဲ့ပျက်စီးနေတဲ့မျက်နှာပေါ်မှာအတင်းကျပ်ပြုံးတစ်ခုဖန်တီးလိုက်တယ်လီအမတ်ကြီးသူခေါ်တယ်ကျမအေးဆက်ဆက်နဲ့ပြောလိုက်တယ်ငါရေငက်နေပြီစိုးသခင်လေးငါ့ကိုလက်ဖက်ရည်တစ်ခွက်တိုက်နိုင်မလားလက်ဖက်ရည်ဆိုင်ရဲ့အခန်းထဲရောက်တာနဲ့ကျမလှည့်ပြီးဆိုချင်းရွံရဲ့မျက်နှာကိုပြင်းပြင်းထန်ထန်ပါရိုက်ပစ်လိုက်တယ်သူ့မျက်နှာကိုအုပ်ကငိမ့်ငိမ့်လေးကြည့်နေတယ်ကျွန်တော်သိပါတယ်ကျွန်တော်ကအမတ်ကြီးကိုဒုက္ခပေးမိတာပါဒါပေမဲ့အဲ့ဒီအချိန်ကအသက်ရှင်ခြင်းယုံပါပဲအဲ့ဒီပြင်မင်းကလေးကလီယွင်ချင်းလူလဲ3ယောက်ကိုလှည့်စားနေမှန်းအစကတည်းကသိပြီးကျွန်တော်ကိုသတိပေးဖို့ရည်ရွယ်ခဲ့တာမဟုတ်လားမင်းကမင်းညီမကိုဖျက်ဆီးချင်တာနဲ့ငါ့ကိုပါဒုက္ခပေးမိသွားတာပဲမင်းကလိမ္မာတယ်ထင်ပြီးကိုကြော့ခွင်ကိုမိတာပဲငါမှအမှားရှိရင်မင်းမှလည်းရှိတာပဲလို့သူပြောတယ်ကြည့်လိုက်စမ်းဒါကလူကောင်းတွေမလုပ်ချင်ရတဲ့အကြောင်းရင်းပါပဲတချို့လူတွေကိုကူညီပေးလိုက်ပေမဲ့သူတို့ကပြန်ကြိုက်တတ်ကြတယ်ကျမမျက်လုံးတွေကိုမှိတ်လိုက်ပြီးအေးဆက်ဆက်နဲ့ပြောလိုက်တယ်ငါမင်းစီကိုဘာလို့လောက်လာလဲတိလားဘာလို့ဆိုမင်းတို့အားလုံးငါအိမ်ကိုလာတောင်းရမ်းကြလို့ပဲလီယွင်ချင်းကကြောက်လို့အဖေနဲ့အမေကိုလှည့်စားပြီးငါနဲ့ဒုတိယညီမလေးကိုအစားထိုးခိုင်းတယ်ငါကိုမင်းနဲ့ပေးစားခြင်းပြီးဒုတိယညီမလေးကိုမင်းသားနဲ့ပေးစားခြင်းနဲ့သူကမင်းသားရဲ့အတင်းအကျပ်ကျူးလွန်ခံရလို့အပြိုစင်ဘဝပျက်စီးသွားပြီမို့ဒုတိယညီမလေးကိုဂုံညံချမ်းနဲ့ပေးစားပြီးသူ့ရဲ့အပြိုစင်ဘဝပြတ်သွားတာကိုဖုံးကွယ်ခြင်းနေတာသူကယုံမာတဲ့မိမတယောက်ပဲငါ့ကိုဒုက္ခပေးခြင်းနေတာအမှန်တရားကိုပေါ်ထွက်လာစေတာတဘာဝကြပါတယ်မင်းအပြစ်မရှိဘူးလို့ငါထင်ခဲ့ဘူးတယ်ဒါပေမဲ့အခုတော့မင်းလဲခံထိုက်တယ်လို့ထင်တယ်ဘသူ့ကိုမှကူညီဖို့မထိုက်တန်ဘူးကူညီတဲ့သူတိုင်းကန်ဆိုးတာပဲဆိုချင်းရွံကဒေါသထွက်နေတဲ့ကျမကိုကြည့်ပြီးဘာမှမပြောဘူးအကြာကြီးကြာမှသူပြောတယ်ကျွန်တော်မင်းကိုဒုက္ခပေးမိတယ်ဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ကအသက်ရှင်ခြင်းယုံပါပဲလူတိုင်းကဂုံညံချမ်းလို့အယိုးမာတဲ့သူမဟုတ်ပါဘူးပြီးတော့မင်းတို့ကမင်းသားကိုမတိကြပါဘူးသူ့ရဲ့စရိုက်ကိုမတိကြပါဘူးမင်းတည်သွားရင်လည်းငါလိုပဲရွေးချယ်လိမ့်မယ်ငါလူကြောက်ဆိုတာဝန်ခံပါတယ်ဒါပေမဲ့လူယုံမာတော့မဟုတ်ဘူးဒီကိစ္စမှာငါမင်းကိုနစ်နာစေခဲ့တယ်ဒါပေမဲ့ငါရော်ကြေးပေးပါမယ်လက်ထက်တဲ့နေ့ကြယင်းတေချာစဉ်းစားပါမင်းသားကငါ့ကိုလှုပ်မှာမဟုတ်ဘူးဒါပေမဲ့လီယွင်ချင်းကလည်းမင်းကိုလှုပ်မှာမဟုတ်ဘူးငါ့ကိုလက်ထက်တာကမင်းအတွက်အကောင်းဆုံးထွက်ပေါက်ပဲသူအမှန်အတိုင်းပြောနေပေမဲ့ကျမကတော့သူမှားနေတယ်လို့ထင်တယ်သူကလူလိန်တော့မဟုတ်ပေမဲ့တကယ်လူယုံမှာပါပဲကျမတယောပြုံးလိုက်တယ်ငါမှာထွက်ပေါက်တွေအများကြီးရှိပါတယ်မင်းအိမ်ကိုမသွားခင်တုန်းကမင်းရဲ့အိမ်နီးနားချင်းတွေရဲ့တကားကိုခောက်ခဲ့တယ်ငါတို့တယောက်နဲ့တယောက်မသိဘူးဆိုတာလူတိုင်းသိကြတယ်ငါအခုချက်ချင်းမြို့ရိုးရှားကိုသွားပြီးသပင်ရိပ်မယ်တီလာရှင်လုပ်မယ်ကြီးကြီးမားမားဖြစ်အောင်လုပ်မယ်မင်းကကိုလိန်သွားတယ်ဆိုတာမင်းသားသိအောင်လုပ်မယ်လူတိုင်းမင်းကလူယုံမှာဆိုတာသိအောင်လုပ်မယ်မင်းလက်ထက်ချင်ရင်တော့ဂုံညံကျန်းစီသွားပြီးအတုအယောင်လင်မယားလုပ်ဖို့တောင်းဆိုနိုင်တယ်ဘာလို့လဲဆိုတော့လီယွင်ကျင့်အစကတည်းကလက်ထက်ချင်တာဂုံညံကျန်းကိုမို့လို့ပဲဂုံညံကျန်းနဲ့လက်ထက်လိုက်ရင်လီယွင်ကျင့်ရဲ့နှလုံးသားကိုပိုထိခိုက်စေနိုင်တယ်ပြီးတော့ဂုံညံကျန်းကလူကောင်းတစ်ယောက်ပဲလူကောင်းနဲ့ပေါင်းရင်စိတ်ချရဆုံးပဲသူကလည်းចောင်းသားတစ်ယောက်ဖြစ်ပြီးနာမည်ကုန်သတင်းရှိတယ်မင်းသားကသူ့အပေါ်အပြစ်ပေးပြီးပြီမို့ငါသူ့ကိုလက်ထက်ရင်အနေရကင်းတယ်မင်းသားရဲ့လက်စားချေမှုကိုမစိုးရိမ်ရဘူးဒါပေမဲ့အစိတ်ငွေတစ်ကောင်နဲ့ပေါင်းရင်တော့ငါ့ကိုအချိန်တိုင်းကြိုက်ချင်နေမှာကိုစိုးရိမ်နေရမယ်မင်းကဘလို့လုပ်မင်းကိုငါရဲ့ထွက်ပေါက်လို့ထင်ရတာလေတကယ်တမ်းကျတော့မင်းကလမ်းမရှိတော့တဲ့သူပဲကျမလှည့်ပြီးထွက်လာခဲ့တယ်ဆိုချင်းယွန်ကအပြေးလွှားလိုက်လာပြီးကျမကိုတားတယ်မင်းဘာလုပ်ချင်တာလဲဒီနေ့ငါ့ကိုတားတာဘာပြောချင်လို့လဲကျမသူ့ကိုအေးဆက်ဆက်ကြည့်ပြီးပြောလိုက်တယ်ငါမင်းနဲ့စီးပွားရေးလုပ်ဖို့လာတာပါဒါပေမဲ့မင်းကအခုလိုပေးကမ်းတဲ့သဘောမျိုးနဲ့ဆိုရင်တော့မလုပ်တော့ဘူးသွားတည်လိုက်တော့ငါတီလာရှင်လုပ်မယ်ငါတို့လမ်းခွဲကြစို့ဟေးခဏနေပါဦးဆိုချင်းရွံရဲ့မျက်နှာမှာအရှက်ရတဲ့အရေးအယောင်တွေပေါ်လာပြီးတလန်းဆုပ်သွားကအသက်ကိုပြင်းပြင်းရှူပြီးကျမကိုဥညွတ်လိုက်တယ်လီအမတ်ကြီးတောင်းပန်ပါတယ်ကျွန်တော်မှားသွားပါပြီမင်းကိုဒီလိုရိုင်းဆိုင်စွာမဆက်ဆံတင်ပါဘူးမင်းရဲ့စရိုက်ကိုငါသိသွားပြီးငါအသက်ရှင်ခြင်းနဲ့မင်းကငါ့ကိုကယ်တင်ဖို့တောင်းဆိုပါတယ်မ
မင်းကိုကူညီလို့ရတယ်ဒါပေမဲ့မင်းငါ့ကိုဘလို့တုံ့ပြန်မလဲအရေးကြီးဆုံးကငါတို့သဘောတူညီချက်တစ်ခုရရမယ်ဒီကိစ္စမှာမှားတာကလီရင်ကျင့်ပဲသူကငါနာမည်ကိုခိုးသုံးပြီးလူတွေကိုလှည့်စားတာမလုပ်သင့်ဘူးအဲ့ဒီလိုရုပ်မာတဲ့အစားထိုးမင်္ဂလာစီမံချက်မျိုးကိုလည်းမလုပ်သင့်ဘူးဒီကိစ္စမှာမင်းနဲ့ငါနှစ်ယောက်စလုံးအပြစ်မရှိဘူးသူကအခုမင်းသားကိုလက်ထပ်ချင်နေတယ်အနာဂတ်မှာအာဏာရှိလာရင်မင်းကသူ့ရဲ့အမဲဆက်ဖြစ်နေတော့မင်းကိုဘလို့မှခွင့်လွှတ်မှာမဟုတ်ဘူးသူတခါဆုံးလွတ်ခဲ့ပြီးဆိုရင်နောက်တခါလဲထပ်ဆုံးလွတ်နိုင်တယ်သူမင်းပေါ်မေတ္တာရှိသေးတယ်လို့မထင်နဲ့မေတ္တာရှိရင်ဒါကသူ့ရဲ့တေပွဲပဲငါဘက်ကကြည့်ရင်တော့သူငါရဲ့ကိစ္စတွေကိုပေါ်ထွက်လာစေလို့မုန်းလိမ့်မယ်ဒါပေမဲ့ငါ့ကိုကျေးဇူးတင်မှလဲတေးကြတယ်ဘာလို့လဲဆိုတော့ငါသာမဖော်ထုတ်ခဲ့ရင်စင်းရဲတဲ့ចောင်းသားလေးနဲ့မဟုတ်ပဲမင်းသားကြီးနဲ့လက်ထက်ရမှာလေသူအခုအမြန်ဆုံးတေးစီချင်တာကမင်းမဲဒါပေမဲ့ငါသူ့ကိုမုန်းတယ်ငါမင်းကိုကူညီမယ်ငါတို့ကအတူတူပဲငါတို့လက်တွဲရမယ်ဒီအချက်ကိုမင်းမြဲသတိရနေပါတခြားသူတွေရဲ့စကားကြောင့်စိတ်မရိုင်နဲ့အဲ့ဒီနေ့မှာပဲကျမတို့သဘောတူညီချက်ရသွားကြတယ်ဆိုချင်းရွံကျမအိမ်ကိုပို့ပေးတဲ့ပစ္စည်းတွေကမိသားစုစီမသွားပဲကျမစီကိုပဲရောက်လာတယ်အဖေနဲ့အမေကတော့သူတို့ဘာသာသူတို့ဖြေရှင်းကြလိမ့်မယ်သူလဲရမြေနဲ့ဆိုင်ငယ်လေးတွေကိုရော်ကြေးအဖြစ်ပေးတယ်ဒါကမင်္ဂလာလက်ဆောင်နဲ့မတူဘူးမင်္ဂလာလက်ဆောင်ကသူ့ကိုလက်ထပ်ဖို့အခြေအနေဖြစ်ပြီးလဲရမြေနဲ့ဆိုင်ငယ်လေးတွေကကျမကိုအမဲဆက်တင်သွားတဲ့အတွက်ရော်ကြေးပေးတာပါဒါတွေကနှစ်ပိုင်းဖြစ်ပါတယ်ကျမနဲ့သူကအတူအယောင်လင်မယားတွေပါပဲသူနဲ့လီရင်ကျင့်လက်ဆွဲနှုတ်ဆက်ပြီးအချစ်ဆက်လန်းတွေလုပ်ခဲ့တာကိုသိနေတာကြောင့်ကျမညီမနဲ့ဆက်ဆက်နေတဲ့ယောက်ျားတစ်ယောက်နဲ့တကယ်လက်ထပ်ပြီးဘဝကိုမဖြတ်တန်းကျင်ပါဘူးအခက်ခဲတွေကိုကြော်ဖြတ်ပြီးသွားရင်တော့ကျမနဲ့သူကွာရှင်းကြမယ်ယောက်ျားယူမိန်းမယူတာတွေတီးတန့်စီဖြစ်သွားမယ်ဒီအချက်နဲ့ပတ်သက်ပြီးဆိုချင်းရွံဘာမှမတွေ့ဝေပဲချက်ချင်းလက်မှတ်ထိုးလိုက်တယ်သူ့စိတ်ထဲမှာလည်းအလွန်မင်းယွန်ရှာနေမှသိကြပါတယ်အစအဆုံးမှာမင်းသားเจ้าကိုအသေးစိတ်မပြောခဲ့ကြပေမဲ့မင်းသားကလီရင်ကျင့်ကိုဆက်ပြီးချစ်နေသမျှကာလပတ်လုံးကျမတို့ရဲ့ဘဝတွေအဆင်ပြေမှာမဟုတ်ဘူးဆိုတာကျမတို့သိကြတယ်။သဘောတူညီချက်ချုပ်ဆိုပြီးဆိုချင်းရွံပြန်သွားတော့မှကျမလက်ဖက်ရည်တအိုးတောက်ပြီးမှတပြင်းချနိုင်တော့တယ်ခဏလောက်ငေးနေမိပြီးစာချုပ်ပါအချက်လက်တွေကိုစစ်ဆေးပြီးမှစိတ်တင်းပြီးအိမ်ပြန်လာခဲ့တယ်အိမ်မှာကောတိုက်ပွဲကြီးတစ်ခုစောင့်ကြိုနေတယ်အိမ်ကိုရောက်တော့အဖေနဲ့အမေကလီရင်ကျင့်ကိုချုံမော့နေကြတယ်မင်းသားကရွှေကြောက်မြတ်ပဒမြားစားတဲ့မင်္ဂလာပစ္စည်းအများကြီးပို့ပေးထားပြီးအစေခံတွေအဆောင်တွေကိုပါလီရင်ကျင့်ရဲ့အခန်းဝမှာချထားပေးတယ်ဒုတိယညီမလေးရဲ့အခန်းကိုပါသိမ်းပိုက်လိုက်ပြီးလီရင်ကျင့်ရဲ့မင်္ဂလာဆောင်ခန်းဖြစ်သွားစေခဲ့တယ်အဖေနဲ့အမေကလည်းပစ္စည်းတွေကိုကြည့်ပြီးမျက်လုံးတွေတောက်နေကြကအိမ်နီးနားချင်းတွေကိုပါဖိတ်ခေါ်ပြီးချီးကျူးခံနေကြတယ်ဒါကသူတို့ဘဝရဲ့အကုန်ယူစရာအကောင်းဆုံးအချိန်ပါပဲကျမကိုမြင်တော့အဖေနဲ့အမေရဲ့မျက်နှာမှာကြာမခံတဲ့အပြစ်ရှိသလိုခံစားချက်လေးပေါ်လာပေမဲ့ချက်ချင်းပျောက်သွားပြီးဧည့်သည်တွေကိုအိတ်ခံဖို့လွှတ်လိုက်တယ်။ကျမဂယုမဆိုင်ပဲအဖေနဲ့အမေရဲ့အခန်းထဲသွားပြီးအိတ်လိုက်တယ်။ကျမရဲ့အခန်းကမရှိတော့တာကြောင့်သူတို့ကကျမကိုစိုးချင်းရွံနဲ့လက်ထပ်ခိုင်းချင်နေတာပဲလေ။ဒါကြောင့်သူတို့ရဲ့အိတ်ယာကိုအပြင်ကိုပစ်ထုတ်လိုက်ပြီးဗီဒိုထဲကအိတ်ယာအစ်စ်ကိုထုတ်ကာကိုယ့်အတွက်ခင်းပြီးဝင်အိတ်လိုက်တယ်။ဒုတိယညီမလေးဆိုင်ကပြန်လာတော့သူ့ကိုအိတ်ခိုင်းပြီးကိုယ်တိုင်အသင့်ပြင်လိုက်တယ်ညဘက်ရောက်တော့အဖေနဲ့အမေအလုပ်တွေပြီးသွားပြီးအပြင်ကသူတို့ရဲ့အိတ်ယာကိုမြင်တော့ဒေါသထွက်လွန်းလို့အတင်းတကားခောက်ကြတယ်ညီမလေးရဲ့အခန်းရှိကအစီခံကိုပါလန့်သွားစေပြီးသူတို့ကိုအတန်တိုးတိုးနဲ့ပြောခိုင်းတယ်မင်းသားရဲ့ကိုလုတ်တော်ကိုမနှောင့်ယှက်နဲ့တဲ့အဖေနဲ့အမေကခေါင်းညိပြီးပြုံးပြကလှည့်ပြီးတကားကိုလွှာနဲ့ဖြတ်ဖို့လုပ်ကြတယ်အတော်ကြာအောင်လုပ်ပြီးအထဲဝင်လာတော့ကျမကဓာတ်တလက်ကိုကင်ပြီးထိုင်ဆောင်နေတယ်ဘယ်ဘက်မှာကတော့တီကြည်နေတဲ့ဒုတိယညီမလေးကဓာတ်မြောင်တလက်ကိုကင်ပြီးထိုင်နေတယ်သူလည်းဒီနေ့မှာတိုက်ပွဲကြီးတစ်ခုရှိရဲဆိုတာသိနေပြီးကြောကိုတင်းတင်းမတ်မတ်ထားတယ်ကျမဓာတ်ကိုကင်လိုက်ပြီးသူတို့ကိုစူးစူးရိုက်ရိုက်ကြည့်လိုက်တယ်မကြောက်နဲ့ငါးနောက်မှာနေအဖေကဒေါသတချင်းနဲ့မင်းပါလို့ချင်တာလဲလို့អော်တယ်ကျမတယောပြုံးလိုက်ပြီးအေးဆက်ဆက်နဲ့ပြောလိုက်တယ်မိသားစုဆက်ဆံရေးဖြတ်တောက်လွာလို့ပြောပြီးစာရွက်အချို့ကိုစပွဲပေါ်မှာဖြန့်ခင်းလိုက်တယ်အဖေနဲ့အမေအံ့ဩသွားကြပြီးမကြေမနက်ဖြစ်သွားကြပေမဲ့ကျမကိုမလုပ်ရဲပဲဒုတိယညီမလေးစီလှည့်ပြီးမင်းအမလက်ထဲကဓားကိုသွားမယူဘူးလားလို့ဆဲကြတယ်ဒုတိယညီမလေးမလှုပ်ပဲလက်စွပ်ထဲကနေအကြီးဆုံးဓားမြောင်ကိုထုတ်လိုက်တယ်အဖေနဲ့အမေကြောင်သွားကြတယ်အမေငိုယိုပြီးမင်းတို့ဘာလုပ်ချင်ကြတာလဲဒီလောက်ကောင်းတဲ့အခွင့်အရေးကြီးကိုဖျက်ဆီးကျင်နေကြတာလားမင်းညီမကနောက်တစ်ချိန်မင်းသမီးဖြစ်လာမဲ့သူငါတို့သူ့နောက်ကနေလိုက်ပြီးဂုံယူရတာမကောင်းဘူးလားလို့អော်တယ်ကျမရင်ထဲမှာတယော်လိုက်တယ်ဂုံယူလို့ရမှာလားမရပါဘူးကျမမယုံဘူးအဖေနဲ့အမေတောင်မင်းသားရဲ့ဂုံကိုမခံစားရပဲနောက်ဆုံးမှာဒုက္ခရောက်ကြမှာပါဒီနေ့ဆိုချင်းရွံနဲ့အများကြီးဆွေးနွေးခဲ့တယ်။သူကသူ့ရဲ့စေတနာကိုပြသဖို့မင်းသားအကြောင်းကိုပြောပြခဲ့တယ်။မင်းသားကဟူကျိုးကိုပြည်နှင်တန်ပေးခံရတာပါ။ကျင်เจ้าမှာအမားလုံးမိလို့သူချစ်တဲ့မဲတော်တော်မကယ်နိုင်ပဲဒီကိုပို့ခံလိုက်ရတာပါ။သူ့ရဲ့ရန်သူတွေလည်းလိုက်လာကြတာမို့သူလှုပ်ကြံခံရနိုင်တယ်။အစိတ်ခတ်ခံရပြီးနောက်ဆုံးမှာလီရင်ကျင်းနဲ့ပတ်သက်သွားခဲ့တယ်။
ကျမရဲ့ဗီဇကဒါမကောင်းဘူးဆိုတာပြောပြနေတယ်။အစကတော့အဖေနဲ့အမေအတွက်ထွက်ပေါက်ချန်ထားပေးခြင်းခဲ့တာအကျိုးအကြောင်းတွေကိုရှင်းပြပြီးငွေကြေးစုကိုတုံ့ပြန်ပေးခြင်းခဲ့တာဒါပေမဲ့အဲ့ဒီနောက်မှာအဆက်ဖြတ်ဖို့စဉ်းစားထားခဲ့တာဒါပေမဲ့အိမ်ပြန်ရောက်လာပြီးငွေကြေးနဲ့ယူနေတဲ့အဖေနဲ့အမေကိုမြင်တော့လူအချို့ကိုနိုးလို့မရဘူးဆိုတာသိလိုက်ရတယ်။နာကျင်မှသာသိလာကြမှာပါ။ဒါကြောင့်အကြံစီကိုပြောင်းလဲပြီးအဆက်ဖြတ်စာချုပ်လိုက်တာပါ။အဆက်ဖြတ်စာကိုငါရေးပြီးပြီလက်မှတ်ထိုးလိုက်ရင်ပြီးပြီလားလို့ကျမအေးဆက်ဆက်နဲ့ပြောလိုက်တယ်။အဖေနဲ့အမေကအလွန်တရာနှမျောနေတာမဟုတ်ပဲသူတို့ရဲ့အစီတိတ်နေတဲ့အသားစုပ်ကိုရောင်းလို့မကောင်းသေးပဲထွက်သွားမှာကိုစိုးရိမ်နေကြတာပါသူတို့ကကျမကတစ္ဆာရှိလှပါတယ်ဆိုပြီးစာချုပ်ကိုလက်မှတ်ထိုးပြီးရင်ပြီးမယ်လို့ထင်နေကြတာငါတို့မင်းကိုပြုစုပြောထောင်လာတာနှစ်ပေါင်းများစွာကြာပြီဒီစာချုပ်ကိုလက်မှတ်ထိုးလိုက်ရင်ငါတို့အကုန်ပြီးသွားပြီမင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကိုပြင်ပမှာမပြောနဲ့မလုပ်ရင်မလိုအပ်တဲ့ရှုပ်ထွေးမှုတွေဖြစ်လာလိမ့်မယ်တခြားသူတွေရဲ့အစီအစဉ်ကိုမဖျက်ဆီးနဲ့လို့အဖေကအော်တယ်မင်းတို့ယူနေတာလားကျမဓာတ်ကိုဖြည်းဖြည်းချင်းမြောက်လိုက်တယ်အဖေနဲ့အမေချင်းချောက်လို့မရတော့ဘူးဆိုတာသိသွားကြတယ်သူအဲ့ဒီနေ့ကဂုံညံချမ်းကိုဒုတိယညီမလေးလို့လိန်ပြောခိုင်းတဲ့အချိန်ကစပြီးငါတို့ရဲ့သွေးသားဆက်ဆံရေးကအပြည့်စုံပြတ်တောက်သွားခဲ့ပါပြီကျမကိုဘယ်အချိန်မဆိုစတေးနိုင်တဲ့ဆွေမျိုးမျိုးကိုမလိုချင်ပါဘူးအဖေနဲ့အမေနောက်ဆုံးတော့လက်မှတ်ထိုးလိုက်ကြတယ်ဘာလို့လဲဆိုတော့လီရင်ကျင့်ရဲ့အစီခံကဘာလို့ဒီလောက်ဆူညံနေတာလဲလို့ထပ်မေးလာလို့ပါအဖေနဲ့အမေကကြောက်ပြီးမြန်လက်မှတ်ထိုးလိုက်ပြီးဘောပင်ကိုပြစ်ချကငါမှမင်းလိုမတိတတ်တဲ့သမီးမျိုးမရှိဘူးလို့អော်တယ်။သူတို့ကဒီလိုပြောလိုက်ရင်ကျမတို့ကိုထိခိုက်စေနိုင်တယ်လို့ထင်နေကြတာပါဒါပေမဲ့တကယ်တမ်းကျတော့ကျမတို့ကသူတို့ကိုအလွန်အမင်းဂရုမစိုက်တော့ပါဘူးနည်းနည်းတော့စိတ်လှုပ်ရှားသွားတယ်။ကျမအဆက်ဖြတ်စာကိုတင်စီလိုက်ပြီးဒုတိယညီမလေးရဲ့လက်ကိုဆွဲကအပြင်ကိုထွက်လာခဲ့တယ်။အမေကမျက်ရည်တွေနဲ့မင်းတို့တကယ်ငါတို့ကိုစွန့်လွတ်တော့မှလားလို့မေးတယ်။ကြံနေသေးတဲ့အနေငယ်သောသွေးသားဆက်ဆံရေးကြောင့်သူတို့ကိုနောက်ဆုံးသတိပေးစကားတခွန်းပြောခဲ့တယ်နောက်တစ်ချိန်မင်းတို့မင်းသားနဲ့အတူကျင်ချောင်းကိုလိုက်သွားရင်တောင်ဒီဆိုင်ကိုမယောင်းနဲ့ဒါအပြင်တာရွဲ့အားကိုမင်းသမီးမဖြစ်စေနဲ့ကိုလို့တော်ပဲဖြစ်စေဒါမှသာမင်းတို့တရားခံမဖြစ်ရမှာဘာမှမဖြစ်ရင်တောင်မင်းတို့ကိုမထိခိုက်စေရဘူးလူဆိုတာကိုအဆင့်ကိုသိဖို့လိုတယ်ဒါကသူတို့နဲ့ဒေါသမပါပဲပြောတဲ့နောက်ဆုံးစကားပါပဲတကယ်တမ်းမှာတော့ကျမတို့အချင်းချင်းမုန်းတီးနေကြတာပါသူတို့ကတားမွေးပေးနိုင်တာကိုမွေးပေးရမယ်ဆိုတဲ့အပြစ်ကိုကျမတို့စီပုံချခဲ့ကြတယ်ကျမတို့ကလည်းသူတို့ရဲ့ခွဲခြားဆက်ဆံမှုနဲ့ပြောင်းလဲလွယ်တဲ့ဇယိုက်တွေကိုမုန်းတီးခဲ့ကြတယ်ဒါပေမဲ့ကျမသူတို့ကိုမုန်းပေမဲ့အသေးသက်ချင်တာတော့မဟုတ်ပါဘူးငါတို့ရဲ့ဆက်ဆံရေးကဒီမှာတင်ပြီးဆုံးသွားပါပြီနှစ်ရက်အကြာမှာမင်းသားကတဲဆောင်လာတဲ့ကာကွယ်ရေးလှဲငယ်လေးနဲ့လီရင်ကျင့်ကိုခေါ်သွားခဲ့တယ်။ကျမနဲ့ဆိုချင်းရွန်လဲအလင်းအမြန်လက်ထပ်လိုက်ကြတယ်။သူ့အဖေနဲ့အမေကိုမင်္ဂလာပစ္စည်းအသစ်ထပ်ပေးခဲ့ပြီးကျမကိုအဖေနဲ့အမေရဲ့အိမ်ကနေထွက်ခွာခွင့်ပေးခဲ့တယ်။အနည်းဆုံးတော့မျက်နှာရှိသွားတာပေါ့။ကျမကိုအတွက်ကိုပိုင်အိမ်ငယ်လေးတစ်လုံးဝယ်လိုက်တယ်။အဲ့ဒီအိမ်ကနောက်တစ်ချိန်ဒုတိယညီမလေးရဲ့အိမ်ဖြစ်လာမှာပါ။ကျမရဲ့ငွေကြေးတစ်ဝက်ကိုသူ့ကိုပေးလိုက်တယ်။သူလက်ထပ်ချင်ရင်လက်ထပ်မယ်။မလက်ထပ်ချင်ရင်မလက်ထပ်ဘူး။ဒုက္ခခံချင်ရင်ခံမယ်။မခံချင်ရင်တယောက်တည်းနေမယ်။ဘသူ့ကိုမှသူ့ရဲ့အိမ်အောင်ရေးကိုတခြားသူရဲ့ထောက်ပံ့ကြေးလိုမသုံးခိုင်းစေရဘူး။မင်္ဂလာဆောင်မဲ့ညမှာဒုတိယညီမလေးကကျမအစားဝင်ပေးခြင်းပေမဲ့ကျမလက်မခံခဲ့ပါဘူး။သူကအယံသနာတတ်တဲ့ဆိုချင်းရွန်ရဲ့အိမ်ကိုရောက်သွားရင်ဆိုချင်းရွန်ရဲ့နှိပ်စက်မှုကိုခံရပြီးတည်သွားနိုင်တယ်ဒီလောကကြီးမှာကျမအတွက်ကြံနေတဲ့တူလေးသောသွေးသားရင်းချာကသူပဲရှိတော့တာမို့သူ့ရဲ့ဆင်းရဲတံကိုမြင်ဖူးတာကြောင့်သူ့ကိုပျော်ရွှင်စေခြင်းပါတယ်မင်္ဂလာဦးညမှာဆိုချင်းရွန်ကကျမအခန်းရဲ့ကျမ်းပြင်ပေါ်မှာအိပ်ယာခင်းပြီးအိတ်တယ်ကျမတို့နှစ်ယောက်စလုံးဘာမှမပြောကြဘူးခေါင်းဆောင်လည်းမလှန်ကြဘူးဆွေမျိုးတွေလည်းမလာကြပါဘူးရင်းနှီးတဲ့လူစိမ်းနှစ်ယောက်လိုဟန်ဆောင်ပြီးပြဇက်တစ်ခုကနေကြသလိုပါပဲ3ရက်မြောက်နေ့မှာမိဘတွေစီကိုပြန်ရမယ့်နေ့ရောက်တော့ကျမမပြန်ခဲ့ပါဘူး။အဲ့ဒီနေ့မှာအဖေနဲ့အမေကအရက်ပွဲတွေတောင်ပြင်ဆင်ထားပြီးကျမကိုမတွေ့ရတော့ဒေါသထွက်လာကြတယ်။သူတို့ကကျမတို့ကိုနောက်ပြောင်နေတယ်လို့ထင်နေကြတာ။သမီးဆိုတာဘလို့လို့မိဘကိုမသိဘဲနေနိုင်မလဲပေါ့။ကျမကြားလိုက်ရတဲ့အခါပြုံးလိုက်ယုံသာတက်နိုင်ပါတယ်။သူတို့ရဲ့ဒေါသကိုရင်ဆိုင်ရမယ့်အချိန်ရောက်လာပြီဆိုတာသူတို့အချိန်တန်ရင်သိလာမှာပါ။ကျမစဉ်းစားပြီးတာနဲ့ဒုတိယညီမလေးကိုကျင်ချောင်းကိုသွားပြီးဆိုင်တစ်ခုဖွင့်ခိုင်းဖို့စဉ်းစားလိုက်တယ်။တခါတည်းနဲ့မင်းသားရဲ့သတင်းတွေကိုပါစုံစမ်းခိုင်းတာပေါ့။ဒီကိစ္စကသူ့ကိုလွှတ်တဲ့ကိစ္စမဟုတ်ပေမဲ့တခြားသူကိုမယုံကြည်နိုင်လို့ပါ။ဒုတိယညီမလေးကချက်ချင်းပဲသွားကျင်တယ်လို့ပြောတယ်။အမအရင်တုန်းကအမကအမြဲတမ်းကျမရှိကနေကာကွယ်ပေးခဲ့တယ်။ကိုပါလို့အဲ့ဒီလောက်မတန်မာရတာလဲဆိုပြီးအမြဲနောင်တရနေမိတယ်။ဒီတခါတော့အမကိုကူညီခွင့်ရပြီးမို့သွားကျင်ပါတယ်။ဒါကကျမကျွမ်းကျင်တဲ့အလုပ်ပါပဲ။ကောင်းကောင်းလုပ်နိုင်ပါတယ်။သူကျင်ချောင်းကိုထွက်သွားပြီးသတင်းတွေရလာတာနဲ့မင်းသားကကျင်ချောင်းမှာလူတယောက်ကိုရိုက်တက်လိုက်လို့တရားရေးရာရှိရဲ့တိုင်ကြားမှုကိုခံရပြီးမတက်တာပဲဟူကျိုးကိုပြည်နှင်တန်ပေးခံရတယ်ဆိုတာကိုသိလာခဲ့တယ်။သူ့ရဲ့ကျင်ချောင်းကနာမည်ကောင်းတွေကအမှန်တရားမဟုတ်ပါဘူး။အဲ့ဓာတွေကချစ်ခင်တဲ့မေတော်ရဲ့ထောက်ပံ့မှုကြောင့်သာအပြစ်ဒဏ်ပိုကြီးမလာတာဖြစ်ပါတယ်။ဒါပေမဲ့သူ့မှာရန်သူတွေအများကြီးရှိတယ်။ကျင်ချောင်းမှာသူသေဆုံးတာကိုစောင့်နေတဲ့သူတွေအများကြီးပါပဲ။
မင်းသားကဟူကျိုးကိုပြည်နှင်တန်ပေးခံရပြီးနောက်မှာလဲမပြောင်းလဲပဲပျော်ပျော်ပါးပါးနဲ့ဆက်နေတုန်းပါပဲပိုတောင်ပျော်စရာကောင်းနေသေးတယ်ဘာလို့လဲဆိုတော့ဟူကျိုးမှာဘသူမှသူ့ကိုမထိန်ချုပ်နိုင်ဘူးလေသူ့ကိုတိုင်ကြားမဲ့တရားရေးအရာရှိတောင်မရှိဘူးကျမဒါကိုလက်မခံနိုင်ပါဘူးသူဒီကိုလာပြီးအပြစ်ပေးခံရဖို့မဟုတ်ဘူးလားဘလို့လုပ်ပြော်နိုင်မှာလဲသူကျင်ချောင်းကိုအမြန်ဆုံးပြန်သွားရမယ်အဲ့ဒီမှာမှသူ့ကိုထိန်ချုပ်မဲ့သူတွေရှိမှာပါကျမဆိုချင်းရွံကိုမေးလိုက်တယ်မင်းသားကဒီမှာလက်ထက်ချင်နေတယ်ဆိုတဲ့သတင်းကိုမေတော်စီပို့ဖို့နီးလန်းရှိလားသူတိတ်ဆိတ်သွားပြီးမင်းကမင်းညီမကိုလွှတ်မပေးချင်သေးဘူးလားလို့မေးတယ်ကျမရဲ့ကျင်စိတ်ကိုမနှဲထိန်လိုက်ရတယ်မင်းသားကဒီမှာဘသူရဲ့ထိန်ချုပ်မှုမှမရှိဘူးမင်းကိုပရွက်စိတ်တကောင်လိုညှစ်တက်နိုင်တယ်အခုသူမင်းကိုလွှတ်ထားတာကသုံးမမလေးကိုရထားတာတစ်လွင်နေသေးလို့ပဲတနေ့နေ့မှာသူတို့ရန်ဖြစ်ကြရင်မင်းသားကဘသူကိုဒေါသပုံချမလဲမင်းသိလားကျမလီရင်ချင်းကိုကောင်းကောင်းသိပါတယ်သူကငြိမ်ငြိမ်နေမဲ့သူမဟုတ်ပါဘူးမင်းသားနဲ့အမြဲရန်ဖြစ်နေမှသိကြပါတယ်မင်းသားကသဘောတရားရှိတဲ့သူဆိုရင်သူ့ကိုဒေါသထွက်မှာပဲဒါပေမဲ့မင်းသားကယူနေတဲ့သူတယောက်ဖြစ်လို့ဘေးကလူတွေကိုပါဒေါသပုံချတတ်ပါတယ်ဘသူဒုက္ခရောက်မလဲဆိုတာမသိကြဘူးဆိုချင်းရွံတိတ်ဆိတ်သွားပြီးနောက်ဆုံးတော့သွားခဲ့တယ်ခဏကြာတော့ကျင်ချောင်းကနေမေတော်ကြီးမကြမ်းမမာဖြစ်နေလို့မင်းသားကိုအမြန်ပြန်လာဖို့အမိန့်ပေးလာတယ်မင်းသားလည်းသတင်းကြားတာနဲ့ချက်ချင်းပဲအမြန်ဆုံးထွက်ခွာဖို့ပြင်ဆင်တော့တယ်သူတို့ထွက်ခွာမင်းနေ့မှာလီရင်ချင်းကတမင်တကာလမ်းကြောင်းလွဲပြီးကျမစီကိုရောက်လာတယ်သူကပျော်ရွှင်စွာနဲ့ပြုံးပြီးကျင်ချောင်းကိုပို့ဖို့ဒေတာထွက်ပစ္စည်းတွေဝယ်သွားမယ်လို့ပြောတယ်အမအစတုန်းကကျမရဲ့စီစဉ်မှုကိုနားထောင်လိုက်ရင်ကောင်းမှာပေါ့နောက်ဆုံးတော့အမလည်းဆိုချင်းရွံနဲ့လက်ထက်ရမှာပဲလေဘာလို့ဒီလိုတွေရုန်းကန်နေရတာလဲလို့သူပြောတယ်ကျမစဉ်းစားလိုက်တယ်ဒီလိုမရုန်းကန်ခဲ့ရင်ငါလည်းသူ့ရဲ့မဟာမိတ်ဖြစ်သွားမှာပေါ့ဆိုချင်းရွံကိုဖျက်ဆီးတဲ့နေရာမှာပါဝင်ရမှာပေါ့ဒီလိုရုပ်မာတဲ့သူနဲ့ဘသူကပေါင်းကျင်မှာလဲတကယ်တော့ငါရုန်းကန်ခဲ့လို့သာတကယ်တမ်းကောင်းကျိုးတွေရလာခဲ့တာသူတို့ရဲ့နောင်တကိုမျှော်လင့်တာကမိုက်မဲလွန်းပါတယ်ဒါပေမဲ့လူမိုက်တွေနဲ့အရှိကြီးမပြောချင်ပါဘူးအတိတ်ပဲမရှိပါဘူးမင်းထွက်သွားတော့အဖေနဲ့အမေကောလို့မေးလိုက်တယ်ကျမနဲ့ဒုတိယညီမလေးကအဖေနဲ့အမေနဲ့ဆက်ဆံရေးဖြတ်တောက်ပြီးသူတို့ရဲ့တရားဝင်သမီးကမင်းတယောက်တည်းပဲရှိတော့တယ်မင်းထွက်သွားတော့သူတို့ကိုမခေါ်သွားဘူးလားသူ့မျက်နှာမှာမတေချာမရေရာမှုတွေပေါ်လာတယ်ဒီလိုခံစားချက်မျိုးကအဖေနဲ့အမေကသူ့ရဲ့လှပတဲ့ဘဝကိုအနှောက်အယှက်ပေးနေတယ်လို့မျိုးပါပဲငါမိဘတွေကိုဘယ်သူမှဂယုစိုက်เสียမလို့ဘူးမင်းကိုဂယုစိုက်ရင်ပြီးရောလို့သူပြောတယ်သူဘာမှမဝယ်ပဲကျမကိုလှောင်ပြောင်ပြီးထွက်သွားတယ်နှစ်ရက်အကြာမှာမင်းသားမိသားစုတစ်ခုလုံးကျင်ချောင်းကိုပြန်သွားကြတယ်လီရင်ချင်းကအဖေနဲ့အမေကိုမခေါ်သွားပဲအခြေအနေတည်ငြိမ်သွားမှလာခေါ်မယ်လို့ပြောခဲ့တယ်ဘယ်အချိန်လဲဆိုတာတော့သူ့ကိုစောင့်ရမှာပေါ့ကျမသတင်းကြတော့ရေလိုက်မိတယ်တကယ်စောင့်ရမယ့်အချိန်ရောက်လာပြီမကြခင်မှာပဲဒုတိယညီမလေးစီကနေကျင်ချောင်းကသတင်းတွေရောက်လာတယ်မေတော်ကြီးကတကယ်မကြမ်းမမာဖြစ်နေတာမဟုတ်ပါဘူးမင်းသားကိုပြန်လာစေခြင်းလို့ဖျားယောင်ဟန်ဆောင်ခဲ့တာပါပြီးတော့မင်းသားကိုကျင်ချောင်းမှာမြင်မာတဲ့မိသားစုကသမီးနဲ့လက်ထပ်ပေးဖို့စီစဉ်နေပြီးသားဖြစ်နေပါပြီလီရင်ချင်းရဲ့သတင်းကိုတော့ဒုတိယညီမလေးစုံစမ်းလို့မရခဲ့ဘူးမင်းသားအိမ်တော်မှာအဲ့ဒီလိုလူမျိုးလုံးဝမရှိဘူးလို့ဆိုတယ်လီရင်ချင်းကိုဖုံးကွယ်ထားပြီးမင်းသမီးနေရာကနေအစေခံနေရာကိုရောက်သွားပုံရပါတယ်ကျမစဉ်းစားပြီးတာနဲ့ဒီသတင်းကိုအဖေနဲ့အမေစီပို့ပေးလိုက်တယ်အဖေနဲ့အမေကလီရင်ချင်းကိုသူတို့ရဲ့အသေးနှလုံးလိုနှစ်ပေါင်းများစွာချစ်မြတ်နိုးလာခဲ့ကြတာတခြားသမီးနှစ်ယောက်ကိုစာတေးပြီးသူ့စီကနေငွေကြေးတွေအများကြီးရခဲ့ကြတယ်သူတို့ရဲ့ကြံတဲ့ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းဖို့လုံလောက်တဲ့ငွေကြေးတွေရှိပေမဲ့ဒီတူလေးသောသမီးကိုဆက်လိုချင်သေးလားဆိုတာသူတို့ကိုယ်တိုင်ရွေးချယ်ကြပါစေတော့အံ့ဩစရာကောင်းတာကအဖေနဲ့အမေကျင်ချောင်းကိုတက်သွားကြတယ်။ကျင်ချောင်းရောက်တဲ့ပထမနေ့မှာပဲမင်းသားအိမ်တော်ကိုသွားပြီးလီရင်ချင်းကိုရှာတော့အပြင်ကိုနှင်ထုတ်ခံလိုက်ရတယ်။အဲဒီနောက်မှာသူတို့တဲခိုဖို့နေရာတစ်ခုရှာပြီးညတကောင်ရံမှာခိုးဝင်ပြီးရိုက်နှက်ခံလိုက်ရတယ်။ညင်းလဲနဲ့ဆွဲထုတ်ပြီးလမ်းပေါ်ကိုပစ်ချကနောက်တစ်ခါကျင်ချောင်းကိုထပ်မလာဖို့တတိပေးခံခဲ့ရတယ်။သူတို့ရဲ့ကိုယ်ပေါ်ကပတ်စံတွေအကုန်အလူခံလိုက်ရပြီးမျက်ရည်တွေနဲ့စင်စင်ရဲရဲနဲ့ပြန်လာခဲ့ကြတယ်။ဒါပေမဲ့သူတို့မှာကံကောင်းခြင်းလေးတစ်ဆက်တော့ပါလာခဲ့တယ်။သူတို့ဂုံညံကျန်းနဲ့စုံသွားခဲ့ကြတယ်။ဂုံညံကျန်းကဒီတစ်ခါကျင်ချောင်းကိုဝင်ခွင့်စာမေးပွဲဖြေဖို့ရောက်လာတာပါ။သုံးယောက်သားလမ်းမှာစုံသွားကြတယ်။အဖေနဲ့အမေကစင်စင်ရဲရဲဖြစ်နေပေမဲ့ဂုံညံကျန်းကတော့ပုံစံကောင်းကောင်းနဲ့လူတွေနဲ့အတူရှိနေတယ်။သူတို့ကိုမြင်တော့နှစ်ဖက်စလုံးအံ့ဩသွားကြပေမဲ့ဂုံညံကျန်းကတနာစိတ်နဲ့အဖေနဲ့အမေကိုသူ့ရဲ့စာတင်သားတွေလိုက်ပါတဲ့မြင်းလဲထဲမှာဖုံးကွယ်ပေးလိုက်ပြီးမင်းသားအိမ်တော်ရဲ့စောင့်ကြည့်မှုကိုရှောင်ရှားနိုင်စေခဲ့တယ်ပြီးတော့တရားရေးရုံးကိုတွားပြီးတိုင်ကြားခိုင်းခဲ့တယ်။အဲ့ဒီအချိန်ကကျမလည်းကျင်ချောင်းကိုရောက်နေပြီးဒုတိယညီမလေးနဲ့ပေါင်းနေပြီးအဖေနဲ့အမေတရားရေးရုံးကိုတိုင်ကြားတဲ့အချိန်မှာလူအုပ်ထဲမှာရက်ပြီးကြည့်နေခဲ့ကြတယ်။အရာရှိတွေရောက်လာပြီးအဖေနဲ့အမေကိုရိုက်နှက်စစ်ဆေးတော့အဖေကရိုက်ချက်30ကိုခံခဲ့ရပြီးအမေကဒူးထောက်ရင်အမှန်တရားကိုအကုန်ပြောပြခဲ့တယ်။သူတို့ရဲ့တခုတည်းသောရည်ရွယ်ချက်ကတော့သူတို့ရဲ့သမီးလီရင်ချင်းကိုအသက်ရှင်လျက်မြင်ကျင်တယ်တည်ရင်လည်းအလောင်းကိုမြင်ကျင်တယ်ဆိုတာပါပဲ။တရားရေးအရာရှိကအခွင့်အရေးကိုအသုံးချပြီးမင်းသားကိုထပ်ပြီးတိုင်ကြားလိုက်တယ်။ဟူ
ဟူကျိုးမှာအမျိုးသမီးတွေကိုအတင်းအကျပ်ကျူးလွန်တာကျောင်းသားကိုရိုက်နှက်တာမိန်းကလေးတွေကိုအတင်းအကျပ်လက်ထပ်ခိုင်းတာလက်စားတာစတဲ့အမှုတွေကိုတင်ပြခဲ့တယ်။အဲ့ဒီထဲမှာကျမနဲ့ဆိုချင်းရွင်ရဲ့စူးစမ်းမှုတွေလည်းပါဝင်ပါတယ်။အချိန်အကြာကြီးစုဆောင်းထားတဲ့သတင်းတွေကိုတရားရေးအရာရှိစီပို့ပေးခဲ့တာပါ။မေတော်ကြီးနဲ့မင်းသားလည်းမတက်တာပဲလီယွင်ကျင့်ကိုထွက်လာခိုင်းလိုက်ရပြီးလီယွင်ကျင့်ကမင်းသားရဲ့ကိုလုတ်တော်ဖြစ်တယ်ဆိုတာကိုဝန်ခံလိုက်ရတယ်။ကိုဝင်ပြက်ကျသွားလို့အနားယူနေရတာမို့မတွေ့ရတာပါလို့အကြောင်းပြခဲ့တယ်။အဖေနဲ့အမေလီယွင်ကျင့်ကိုတွေ့လိုက်ရတယ်။သူတို့စကားပြောနေချိန်မှာပတ်ဝန်းကျင်မှာလူတွေအများကြီးဝိုင်းကြည့်နေကြတယ်။လီယွင်ကျင့်ရဲ့နှုတ်ခမ်းတွေတုံရီနေပြီးအရင်လိုမမာနတွေလုံးဝမရှိတော့ဘူး။သူ့မျက်နှာကဝါကျင်းဖြစ်နေပြီးအများကြီးပိန်သွားကဘိုက်ကိုအမြဲကင်ထားရတယ်။သူဆေးတောက်ခိုင်းခံထားရတာပါပဲ။ဘလို့ဆေးလဲတော့မသိပေမဲ့ကိုဝင်ပြက်ကျသွားပြီးနောက်ထပ်ကလေးမရနိုင်တော့ဘူးဆိုတာနဲ့ဘိုက်ကအမြဲကင်နေပြီးသွေးတွေစီးကျနေတာကိုသိလိုက်ရတယ်။သူကိုအတုံးမကြတော့ဘူးလို့ခံစားလိုက်ရတယ်။အဖေနဲ့အမေလည်းဘာမှမပြောနိုင်ကြတော့ပဲငိုယိုနေကြတယ်။နောက်ဆုံးတော့အဖေနဲ့အမေကိုမင်းသားအိမ်တော်မှာပဲခြံထားခဲ့ကြတယ်။မေတော်ကြီးကသူတို့အပြင်ထွက်ပြီးရှောက်ပြောမှာကိုကြောက်လို့၃ယောက်စလုံးကိုအတူတူပိတ်လှောင်ထားလိုက်တယ်။ဒါကပြောစရာကောင်းတဲ့အချိန်မဟုတ်ပါဘူး။ကျမလက်ထိုးထားတဲ့လူကလာပြီးပြောပြတယ်။၃ယောက်စလုံးနေ့တိုင်းတေလောက်အောင်ကြောက်နေကြရတယ်။ဘယ်အချိန်အစိတ်ခက်ခံရမလဲဆိုပြီးစိုးရိမ်နေကြရတယ်။မင်းသားလည်းသူ့ရဲ့ထိုက်တန်တဲ့အဖြစ်ကိုခံစားရပါတော့တယ်။သူ့ကိုယာရုဖြုတ်ချပြီးတာမန်လူအဖြစ်သတ်မှတ်ကကျင်းเจ้าရဲ့အကျဉ်းစခန်းမှာလီယွင်ကျင်းနဲ့အတူအပြင်မထွက်ရပဲပိတ်လောင်ထားလိုက်တယ်။သူ့ရဲ့မဲတော်လည်းသူနဲ့ပတ်သက်ပြီးယာရုလျှော့ချခံရကနန်းတွင်းရဲ့အစွန်ဖျားမှာနေရတော့တယ်။အရာရာတည်ငြိမ်သွားပြီလို့ထင်ရတဲ့အချိန်မှာအဖေနဲ့အမေကိုမင်းသားအိမ်တော်ကနေပြစ်ချလိုက်တဲ့နေ့မှာပဲကျမနဲ့ဒုတိယညီမလေးကျင်းเจ้าကဆိုင်ကိုရောင်းချပြီးဟူကျိုးကိုပြန်ဖို့ပြင်ဆင်လိုက်ကြတယ်။ဟူကျိုးကကျင်းเจ้าလောက်မစီကားပေမဲ့အဲ့ဒါကကျမတို့ရဲ့ငွေရက်မြေပါကျမတို့ကျွမ်းကျင်တဲ့နေရာပါဟူကျိုးကိုပဲပြန်ကျင်ကြပါတယ်။မြို့တကားကနေထွက်လာတဲ့အခါအဖေနဲ့အမေနဲ့ဆုံခဲ့ကြတယ်။သူတို့မှာပတ်စံတပြားမှမရှိတော့ပဲတောင်းရမ်းနေကြရပြီးလူတွေရဲ့နှင်ထုတ်မှုကိုခံနေကြရတယ်။ကျမတို့မြင်းလဲပေါ်ကနေကြည်နေရင်းနဲ့လောကကြီးရဲ့အနေအမြင့်ကိုခံစားမိလိုက်တယ်။သူတို့အောင်မြင်ခဲ့တာကြာသေးလို့လားဒီလိုအခြေအနေမျိုးကိုရောက်သွားကြပြီ။ဒါပေမဲ့သူတို့လီယွင်ကျင်းအတွက်ရှေ့ထွက်ပေးခဲ့တာကတော့ကျမလုံးဝမထင်ထားခဲ့တဲ့အချက်ပါပဲတော်သေးတာပေါ့သူတို့ရှေ့ထွက်ပေးခဲ့လို့မဟုတ်ရင်သူတို့ကိုလူလိုတောင်တတ်မှတ်လို့မရတော့ဘူးကျမကာယကံရှင်လေးတယောက်ကိုလှုပ်ပြီးသူတို့စီကိုငွေတစ်ကျပ်ပြစ်ချပေးလိုက်တယ်ဒီငွေကဟူကျိုးအထိလမ်းလျှောက်ပြန်ဖို့လုံလောက်ပါတယ်တက်တောင့်တက်တာနဲ့လဲစီဖို့တော့မဖြစ်နိုင်ပါဘူးကျမကလားကကိုချလိုက်ပြီးလှဲသမားကိုမောင်းခိုင်းလိုက်တယ်ဒုတိယညီမလေးကသူတို့ကိုခေါ်မသွားဘူးလားသူတို့တနာပါတယ်လို့ပြောတယ်ကျမကောင်းခါလိုက်တယ်သူတို့ဒုက္ခအနှဲငယ်ခံလိုက်ရမှနောက်မှနားလည်လာမှာပါဟူကျိုးကိုပြန်ရောက်တော့ဆိုချင်းရွံနဲ့ချုပ်ဆိုထားတဲ့ကွာရှင်းစာချုပ်ကိုယူပြီးတရားရုံးမှာစည်ရင်းသွင်းလိုက်ပြီးဆိုမိသားစုကနေထွက်လာခဲ့တယ်မင်းသားအိမ်တော်ရဲ့သတင်းတွေဟူကျိုးကိုရောက်လာတော့လူတိုင်းကချီးကျူးကြပြီးဆိုချင်းရွံနဲ့ကျမလည်းအန္တရာယ်ကင်းသွားကြတယ်တရားရုံးကတစိမ့်တုံးထုပေးထားတဲ့ကွာရှင်းစာချုပ်ကိုရတဲ့နေ့မှာသူအံ့ဩသွားတယ်မင်းငါကိုတကယ်လက်မထက်ချင်ဘူးလားငါကအဲ့ဒီလောက်စိုးနေလို့လားကျမပြုံးလိုက်ပြီးလက်ကိုမြှောက်ကသူ့ကိုတစ်ချက်ထက်ရိုက်လိုက်တယ်မင်းကျေးဇူးတင်ရမယ်မင်းကငါ့ကိုအပြစ်ပုံချရုံနဲ့ပတ်စံလျှော်ပေးခဲ့တာနဲ့ပြီးသွားပြီးမင်းသားလိုအကြီးအကျယ်ကျူးလွန်ခဲ့ရင်စကားမဆုံးသေးပဲသူ့ကိုအေးဆက်ဆက်စူးစိုက်ကြည့်လိုက်တော့သူကြောက်လန့်တကြားနဲ့ထွက်ပြေးသွားတယ်မင်းတို့မိသားစုကတကယ်အမိုက်ဆုံးပဲလို့သူအဝေးကနေអော်သွားတယ်ကျမတရောပြုံးလိုက်တယ်မယူရင်မအောင်မြင်ဘူးပေါ့ငါတို့လိုမိသားစုမျိုးမှာပုံမှန်လူဘလို့လို့ပေါက်ဖွာလာနိုင်မှာလဲနောက်ပိုင်းမှာကျမနဲ့ဒုတိယညီမလေးဟူကျိုးမှာကိုဆိုင်ကိုကောင်းကောင်းလဲပတ်ခဲ့ကြတယ်။ကျမကိုအတွက်ပန်းတိုင်တစ်ခုချမှတ်လိုက်တယ်။ဆိုချင်းရွံရဲ့စီးပွားရေးကိုမကြခင်အမြန်ဆုံးဖျက်ဆီးပစ်ဖို့ပါပဲ။သူဘလောက်အထိညံပြင်းနေဆိုတာသူသိလာစေရမယ်။ဒုတိယညီမလေးလည်းကျင်ချောင်းကဖြစ်ရဲ့ကြောင့်ပိုပြီးယုံကြည်ချက်ရှိလာခဲ့တယ်။သူတကယ်တမ်းမညံ့ဘူးဆိုတာသူသိလာခဲ့ပြီးအကြက်တဲကြုံလာတဲ့အခါရှေ့ထွက်ပြီးတာဝန်ယူနိုင်တဲ့သူဖြစ်တယ်ဆိုတာကိုသိလာခဲ့ပြီးဒီလိုအချက်မျိုးလူအများစုမလုပ်နိုင်ကြပါဘူး။သူလုံးဝမညံ့ပါဘူး။စန့်ကျင်ဘက်အနေနဲ့သူအရန်တော်ပါတယ်လူတိုင်းမှာအလှတရားထက်ပိုတဲ့အခြားကောင်းကွက်တွေကိုမြင်နိုင်စွမ်းရှိတာမှမဟုတ်တာဒါပေမဲ့သူတခြားသူတွေရဲ့အမြင်တွေကိုဂရုမစိုက်တော့ပါဘူး။သူဘလို့လူလဲဆိုတာသူကိုယ်တိုင်သိရင်လုံလောက်ပါပြီဒါ။ကကျမတို့ရဲ့သေးငယ်တဲ့ဘဝလေးပါပဲ။လအနှဲငယ်ကြတော့အဖေနဲ့အမေဟူကျိုးကိုပြန်ရောက်လာကြတယ်တယောက်ကိုတယောက်တွဲလျက်နဲ့အယိုးပေါ်အရေးတင်နေပြီးအဝတ်စားတွေကလည်းစုပ်ပြတ်သုံးတွေကသူတောင်းစားဆောင်တွဲလေးလိုဖြစ်နေကြတယ်အိမ်ကိုပြန်ရောက်လာပြီးကိုယ့်အိမ်ငယ်လေးကိုကြည့်လိုက်တော့ဘာမှမကြံတော့ဘူးဆိုတာသိလိုက်ရတယ်ကျင်းချောင်းကိုတက်ဖို့အတွက်အိမ်မှာရှိတဲ့တန်ဖိုးရှိတဲ့ပစ္စည်းတွေအကုန်ရောင်းထုတ်ပြီးငွေဆက်ကူတွေလုပ်ခဲ့ရတာလေဒါပေမဲ့ကျင်းချောင်းရောက်တော့ပတ်စံတွေအလူခံလိုက်ရပြီးအဲ့ဒီဆိုင်လေးတစ်ခုတည်းသာမရောင်းပဲခြံထားခဲ့မိလို့အခုတစ်ခုတည်းသောစီးပွားရေးဖြစ်လာခဲ့တယ်တော်သေးတာပေါ့မင်းသားရဲ့မိသားစုဝင်မဖြစ်ခဲ့လို့မဟုတ်ရင်ဒီတစ်ခါမင်းသားရဲ့ဆွေမျိုးတွေနဲ့အတူအကုန်အသိမ်းဆည်းခံရမှာသိကြပါတယ်သူတို့အလွန်အမင်းကြောက်လန့်သွားကြပေမဲ့အဲ့ဒီနောက်မှာတော့အလွန်တရာစိတ်ငြိမ်သွားတယ်တစ်ချိန်ကစီကားခဲ့တဲ့အိမ်ကြီးကအခုတော့သူတို့နှစ်ယောက်တည်းကြံတော့တယ်ဒါပေမဲ့တကယ်တမ်းကျတော့
လူ9ယောက်ရှိရမယ့်မိသားစုကြီးပါတဖြည်းဖြည်းကြီးထွားလာပြီးပွဲလန်းသပင်တွေမှာသမီးတွေတမက်တွေမြေးတွေလာလဲကြရမယ့်မိသားစုကြီးဖြစ်ရမှာလေအခုတော့ဘာမှမရှိတော့ဘူးသမီး2ယောက်နဲ့ဆက်ဆံရေးဖြတ်တောက်ခံရတာသမီး1ယောက်ကအကျဉ်းချခံရနောက်ဆုံးတော့သူတို့2ယောက်တည်းကြံတော့တယ်သူတို့ငိုကြွေးကြတယ်ကံကြမ္မာရဲ့စွန့်ပစ်မှုကိုခံလိုက်ရတဲ့ခွေးတွေလို့ပေါ့ဒါပေမဲ့ဘသူ့ကိုမှအပြစ်တင်လို့မရပါဘူးဒါသူတို့ကိုယ်တိုင်ဖန်တီးခဲ့တာပါပဲသူတို့မညီမျှတဲ့မြစ်တာရဲ့မျိုးစေ့ကိုချဲခဲ့ကြတာမို့တရားမျှတတဲ့တစ်ပင်မပေါက်လာနိုင်ပါဘူးတနေ့နေ့မှာအဲ့ဒီတစ်ပင်ကမညီမျှမှုကြောင့်လဲကျသွားမှာဖြစ်ပြီးသူတို့လည်းအဲ့ဒီလဲကျလာတဲ့တစ်ပင်ရဲ့နှိမ့်ဆက်မှုကိုခံရမှာသိချပါတယ်ဒါကပဲကံကြမ္မာပါပဲ